ဒီနေ့သာသနာတော်နှစ်2562ခုကောဇာတကိ1380ခုပထမဝါဆိုလဆန်း3ရက်2018ခုနှစ်6လပိုင်း15ရက်တောက်ကြနေ့နန္ဒခင်ခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှာကြီးမှုပြီးတော့ဆင်ရင်ကျင့်ပါရတဲ့399ကြိမ်မြောက်ဓမ္မပူဇာဓမ္မဒါနအထိမ်းအမှတ်3ရက်တာနေ့အလုပ်ပေးတရားစခန်းနဲ့ညချမ်းတရားပွဲဒီကနေ့ပထမနေ့ပေါ့နော်အတော်ဦးဇင်းတို့အတဘာကိုဟောဖို့ဦးဇင်းစီစဉ်ထားလဲဆိုတော့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟောဖို့စီစဉ်ထားပါတယ်နော်စိတ်ဆိုသည်မှာလို့တရားကောင်းစီလေးပေးပြီးတော့5ချိန်စိတ်နဲ့ပတ်သက်တဲ့တရားစကားများဦးဇင်းတို့မှတ်သားကြမယ်ပေါ့နော်စိတ်ဆိုတာလောကမှာအရေးပါဆုံးတရားဖြစ်တယ်ဆိုတာတော့အလုံးနားလည်ထားကြပြီသားစိတ်တေနနိယတိလောကောစိတ်တေနပရိကတတိစိတ်တတဧကဓမ္မတတဗ္ဗေဝဝတ္တမနကုလောကကြီးတစ်ခုလုံးဟာစိတ်ဆွဲငင်ရနောက်ကိုလိုက်နေကြရတယ်စိတ်ကပဲဆောင်းနေတယ်စိတ်ဆောင်းရနောက်ကိုလောကကြီးတစ်ခုလုံးကလိုက်ကြရတယ်စိတ်ဆွဲငင်တဲ့နောက်ကိုလောကကြီးဟာနောက်ကနေပြီးတော့လိုက်ပါသွားရတယ်စိတ်တတဧကဓမ္မတတဗ္ဗေဝဝတ္တမနကုအလုံးစုံသောတရားတွေဟာစိတ်ရဲ့အလိုကိုပဲလိုက်ပြီးတော့ဖြစ်ပေါ်နေကြရတယ်တဲ့အဲ့လောက်အရေးပါတယ်ပေါ့နော်စိတ်ဆိုတဲ့သဘာဝတရားဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းတဲ့ကောင်းအောင်ကြိုးပမ်းအားထုတ်ခြင်းဟာအရာအလုံးကိုကောင်းအောင်ကြိုးစားအားထုတ်ရရောက်တယ်ကိုလည်းပဲကောင်းအောင်ကြိုးစားအားထုတ်ပြီးသားဖြစ်တယ်လို့သူတော်ဘာဘဝတွေကိုလည်းပဲကောင်းအောင်ကြိုးစားအားထုတ်ပေးရလေရောက်တယ်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တစီပတုဋ္ဌေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပဒံတဘာဝတရားတွေထဲမှာစိတ်ဟာရှည်သွားကောင်းဆောင်ဖြစ်တယ်တဲ့စိတ်ဟာအဦးအစီးဖြစ်တယ်စိတ်ဟာအမွန်မြတ်ဆုံးအထွတ်အမြတ်တရားတစ်ခုဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မနတ္တစီပတုဋ္ဌေနဘာတတိဝါကရောတိဝါယုံညံ့ဆိုးဝါးတဲ့စိတ်တွေနဲ့လုံမဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုတတောနံဒုက္ခမနွေတိဆင်းရဲဒုက္ခတွေဟာအစဉ်လိုက်လိမ့်မယ်ဥပမာစက္ကံဝဝဟတောပဒံဝင်ဆောင်နွားလားခြေရာရဲ့နောက်ကိုလှဲပင်းရာကြီးဟာအစဉ်လိုက်နေသလိုပဲတဲ့တဘာဝတရားတွေထဲမှာစိတ်ဟာရှည်သွားကောင်းဆောင်ဖြစ်တယ်စိတ်ဟာအကြီးအမှုဖြစ်တယ်ဒါကြောင့်မကောင်းတဲ့စိတ်နဲ့မြန်လုံမိပြောမိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေဟာအစဉ်လိုက်နေလိမ့်မယ်ဥပမာဝင်ဆောင်နွားလားခြေရာရဲ့နောက်ကိုလှဲပင်းရာအစဉ်လိုက်သလိုမျိုးတဲ့မဆင်းရဲခြင်းကြတဲ့ပုဂ္ဂိုလ်တွေယုံညံ့တဲ့စိတ်တွေမထားဖို့ဆိုတာကိုနားလည်စေတယ်ပေါ့နော်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တစေပတန္နေနဘာတတိဝါကရောတိဝါတတောနဒုက္ခမနအာယဝအနုပါယိနိအရာအလုံးမှာစိတ်ဟာခေါင်းဆောင်တဲ့စိတ်ဟာဦးစီးဦးခံဖြစ်တယ်ကောင်းမွန်တဲ့စိတ်နဲ့လုံးမဲ့ပြောမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအစဉ်လိုက်လိမ့်မယ်ဥပမာမိမိရဲ့အရေးဟာမိမိနောက်ကိုအစဉ်လိုက်နေသလိုပါပဲတဲ့အရေးကိုတရားမတော်ပြင်တို့ဘယ်နာမှထားခဲ့เสียမလို့ဘူးထားခဲ့လို့လည်းမရဘူးเนาะကောင်းမြတ်တဲ့စိတ်နဲ့လှုပ်လေပြောလေရှိတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခဟာအစဉ်လိုက်မယ်ဘဝမှာကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့အလုပ်တွေကိုတရားဓမ္မတို့ဦးဇင်းတို့မလုပ်ဘဲနေကြတာမဟုတ်ဘူးเนาะကောင်းတဲ့စိတ်နဲ့ပဲလှုပ်သလားမကောင်းတဲ့စိတ်နဲ့ပဲလှုပ်သလားဆိုတာကိုပဲဦးဇင်းတို့စစ်စစ်ပြီးတော့ရွေးချယ်ကြရမှာဟုတ်လားကောင်းတဲ့စိတ်နဲ့သာလုံးမဲ့ပြောမယ်ဆိုရင်တော့ချမ်းသာဒုက္ခကအရေးတပွဲအစဉ်လိုက်မယ်လို့မြတ်စွာဘုရားဟောတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုအလွန်တရာမှကောင်းအောင်ကြိုးစားအထောက်တဲ့တယ်ဆိုတာကိုမြတ်စွာဘုရားက
စိတ်ရဲ့စွမ်းရည်တတ္တိတွေကိုအများကြီးပြပြီးတော့ဒေသနာပေါင်းများစွာဟောတော်မူထားတာပေါ့နော်ဒေသနာတစ်ခုဆိုလို့ရှိရင်အရန်သဘောကျတယ်ဒီသောတိတံယတံကိရိတာဝေဒီဝပါဏဝေဒီနံမိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရေအချင်းချင်းမုန်းတီးနေကြတဲ့ရန်သူတွေတယောက်နဲ့တယောက်တွေ့လို့ရှိရင်စိတ်ရှိလက်ရှိမညာမတာနှိမ့်ဆက်ကြလိမ့်မယ်ဒုက္ခပေးကြလိမ့်မယ်ဘာလို့လဲဆိုတော့မုန်းနေတဲ့ရန်သူတွေဖြစ်နေလို့ပေါ့နော်အဲ့ဒီမုန်းနေတဲ့ရန်သူတွေအချင်းချင်းဒုက္ခပေးတာတဲ့မိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရေမကောင်းတဲ့စိတ်ကအဲ့ဒီပုဂ္ဂိုလ်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်မုန်းနေကြတဲ့ရန်သူအချင်းချင်းဒုက္ခပေးတာတဲ့မကောင်းတဲ့စိတ်တွေကတတ္တဝါတွေကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်အဲ့တော့ကိုယ့်အတွက်ကြောက်စရာအကောင်းဆုံးရန်သူဟာမကောင်းတဲ့စိတ်ဆိုတာကိုရိုးရှင်းရှင်းနားလည်သွားတာပေါ့နော်အဲ့ဒါလိုပဲတဲ့စัจ jin ဘက်အနေနဲ့နာတမာတာပိတာကိရာအညဝပိစညာတကတမ္မာပနိဟိတံစိတ်တံတေယသောနံတတောကရေကိုလိုချင်တဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုချစ်လက်ခင်လာပါတယ်ဆိုတဲ့မိခင်ဖခင်ကျေးဇူးရှင်တွေကလည်းမပေးနိုင်ဘူးတဲ့ရွှေတွေမျိုးတွေမိသားစုဝင်တွေကလည်းမပေးနိုင်ဘူးကိုယ်ပုံမေတ္တာရှိကြတဲ့ဘလို့ပုဂ္ဂိုလ်မျိုးကမှကိုတကယ်လိုလားတောင့်တတဲ့စစ်မှန်တဲ့ချမ်းသာကိုမပေးနိုင်ဘူးတဲ့ဒါပေမဲ့လို့တမ္မာပနိဟိတံစိတ်တံတေယသောနံတတောကရေကောင်းမွန်မြင့်မြတ်တဲ့စိတ်ကတော့ကိုလိုချင်တဲ့စစ်မှန်တဲ့ချမ်းသာကိုပေးနိုင်ပါလေလို့ဒီလိုမြတ်စွာဘုရားဟောတယ်ဒါကြောင့်ဒေသနာတော်တွေကိုဦးဇင်းတို့စီသိကြည့်တဲ့အခါမှာစိတ်ကိုအလွန်တရာမှဦးစားပေးပြီးတော့မြတ်စွာဘုရားဟောတာကိုမတွေ့ရဘူးလားတွေ့ရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းတဲ့ကောင်းအောင်ကြိုးစားကြရမယ်ပေါ့ဒီကနေ့ဦးဇင်းတို့စိတ်နဲ့ပတ်သက်ပြီးတော့တရားတစ်ချိန်ဟောတိုင်းစိတ်ကိုမြတ်စွာဘုရားဘယ်လိုဥမာပေးပြီးတော့ဟောလဲဆိုတဲ့ဥပမာလေးတစ်ခုကိုထိထိရောက်ရောက်ပြောခြင်းနဲ့ပေါ့နော်အခုဒီကနေ့ပြောခြင်းနဲ့အခုချိန်မှာပြောခြင်းနဲ့စိတ်ကိုပေးထားတဲ့ဥပမာကတော့စိတ်ဆိုတာခန္ဓာအိမ်ရဲ့အမိုးဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားဥမာပေးတာခန္ဓာကိုယ်ဟာအိမ်ကြီးတစ်လုံးဖြစ်တယ်ဆိုရင်စိတ်ဟာအမိုးပဲပေါ့ခန္ဓာကိုအိမ်ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေပေးတဲ့တို့မှတ်သားဦးတယ်နော်ဘုရားဖြစ်ပြီးချင်းစိတ်ထဲမှာကျူတော်မူတဲ့ဥဒံအနေကဇာတိတန်တာရတန်တာဝိတံအနိဗ္ဗိတံလူတိုင်းကြားဦးတယ်ဟုတ်လားအဲ့ဒီထဲမှာမြတ်စွာဘုရားကခန္ဓာအိမ်ကိုကျိန်ပန်းများစွာတိဆောက်တဲ့တဏှာလက်သမားမင်းကိုငါရှာလို့တွေ့ပြီဒီဥဒံလေးလူတိုင်းကြားဦးတယ်ဟုတ်လားအဲ့ဒီမှာလည်းပဲခန္ဓာကိုမြတ်စွာဘုရားအိမ်နဲ့ဥမာပေးတာဒီခန္ဓာဆိုတဲ့အိမ်ကအမြဲတမ်းနေခွင့်ရှိသလားဆိုတော့အမြဲတမ်းတော့နေခွင့်မရှိဘူးနော်ခန္ဓာအိမ်ဟာပြီးရင်ပြိုပြဲပျက်စီးသွားပါပဲဒါပေမဲ့ခန္ဓာအိမ်ရဲ့အပေါ်မှာမှန်မှန်ကန်ကန်မသိမမြင်တဲ့အဝိဇ္ဇာဆိုတဲ့တရားရှိနေသေးသမျှဒီခန္ဓာအိမ်ကိုအကောင်းထင်ပြီးတော့ခန္ဓာအိမ်ကိုရှာဖွေတဲ့လက်သေးတရားခံလို့ဆိုတဲ့တဏှာလောဘဆိုတာဖြစ်တယ်ပေါ့အဲ့ဒီတဏှာလောဘနဲ့အဝိဇ္ဇာရှိနေသေးသမျှခန္ဓာအိမ်ကတော့ရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေထပ်ပြီးတော့ရလိမ့်မယ်ပေါ့ကောင်းတဲ့ခန္ဓာအိမ်ရမလားမကောင်းတဲ့ခန္ဓာအိမ်ရမလားဆိုတာကတော့ကိုယ့်ရဲ့စိတ်စေတနာပေါ်မှာအဓိကမူတည်တယ်ပေါ့တေချာတာကတော့အဝိဇ္ဇာနဲ့တဏှာရှိနေသေးသမျှခန္ဓာအိမ်တွေဟာတအိမ်ပြီးတအိမ်ဒီတရားဖြင့်တဘဝပြီးတဘဝရကြရမယ်ရတိုင်းသောဘဝတွေဟာပြီးတော့ပျက်စီးသွားတာကြီးပဲပေါ့ပျက်စီးပြီးတော့နောက်ထပ်မရဘူးလားဆိုတော့လည်းမဟုတ်ဘူးထပ်ပြီးတော့ရပြန်နေပေါ့အဲ့ဒါလိုထပ်ခါဖြစ်နေတဲ့ဒီဒုက္ခတန်တရားကိုရပ်တန့်နိုင်ဖို့အတွက်မြတ်စွာဘုရားဒီဘဝခန္ဓာတည်းဟူသောအိမ်ကိုအဓိကဆောက်လုပ်တဲ့လက်သမားကိုသူတွေ့ပြီတဲ့အဲ့ဒါကဘာလဲဆိုတော့တဏှာလောဘဆိုတာအဓိကဘဝတဏှာပေါ့နော်ဘဝရဲ့ပေါ်မှာဆွဲလန်းမမောတဲ့မကင်းနိုင်တဲ့မပြတ်နိုင်တဲ့တဏှာပေါ့အဲ့တော့ခန္ဓာကိုအိမ်နဲ့ဥမာပေးပြီးတော့ဟောတာလေးကိုပြောလိုက်တော့အဲ့ဒါလေးကိုဦးဇင်းကအမှတ်ရလို့ပြောပြတာအဲ့လိုခန္ဓာဟာအိမ်ဖြစ်တယ်ဆိုလို့ရှိရင်စိတ်ဟာခန္ဓာအိမ်ရဲ့အမိုးဖြစ်တယ်လို့နားလည်ရအမိုးဟာအိမ်တဲ့အိမ်မှာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဆိုတာသိနိုင်တယ်နော်အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနာတပိန်တတိကြီးကိုမြတ်စွာဘုရားကဒီအကြောင်းအရာလေးဟောခဲ့တာရှိတယ်နော်မြတ်စွာဘုရားကတရားဒေသနာဟောပြီဆိုလို့ရှိရင်သူကဥပမာပေးပြီးတော့ဟောတာအလွန်များတယ်ပေါ့အဲ့ဒီမှာလည်းပဲကျောင်းတော်ကိုရောက်လာတဲ့အနာပင်ကလေးကြီးကိုမြတ်စွာဘုရားက
စိတ်တေကပတိအရခိတေကာယကမ္မပိအရခိတံဟောတိဝစီကမ္မပိအရခိတံဟောတိမနောကမ္မပိအရခိတံဟောတိစာဟောတယ်တခါကြီးတဲ့စိတ်ကိုယ်သာတကယ်လို့မစောင့်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံကိုလည်းပဲစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့စိတ်ကိုပေါက်လို့ပယ်သာပြစ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီလိုဟာလှုပ်ချင်တာလှုပ်မယ်ပြောချင်တာပြောမယ်တွေးချင်တာတွေးမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါလိုကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်အဲ့ဒီကံသုံးပါးဟာကာယကမ္မံပိအဝတ္တုတံဟောတိဝစီကမ္မံပိအဝတ္တုတံဟောတိမနောကမ္မံပိအဝတ္တုတံဟောတိစောင့်ရှောက်မထားတဲ့ဒီကာယကံဝစီကံမနောကံတို့သည်ကိလေသာမိုးရေတို့ဖြင့်ဆွတ်လိမ့်မယ်တဲ့ဇာကဒေါသမောဟကိုမိုးရေနဲ့ဥမာပေးတာပေါ့နော်ကံသုံးပါးကိုမစောင့်ရှောက်ဘူးဆိုရင်မိုးရေဆိုလိမ့်မယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိအဲ့ဒီကာယကံဝစီကံမနောကံတွေဟာပုတ်ဆွေးသွားလိမ့်မယ်တဲ့ဆိုလိုတာကလောဘဒေါသမောဟဖြစ်များလာလို့ရှိရင်မဟုတ်တာတွေလှုပ်လိမ့်မယ်မမှန်တာတွေပြောလိမ့်မယ်မသိတော်တာတွေကိုတွေးလိမ့်မယ်ဒုစရိုက်မှုတွေကိုပြုတာပြောတာတွေးတာကိုပုတ်ဆွေးတယ်လို့ပြောတာပုတ်ဆွေးတယ်ဆိုတာအလကားပုတ်ဆွေးတာမဟုတ်ဘူးရေဆိုလို့ပုတ်ရတာကိလေသာရေဆိုလို့ပုတ်ရတာသူများတတ်တယ်ဆိုတာအလကားတတ်တာမဟုတ်ဘူးလောဘဒေါသရှိလို့တတ်ရတာဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသကလည်းအလကားဖြစ်ရတာမဟုတ်ဘူးစိတ်ကိုမစောင့်ရှောက်လို့ကာယကံဝစီကံမနောကံကိုစောင့်ရှောက်မထားတဲ့အတွက်ကြောင့်လောဘဒေါသမောဟရေရလည်းဆိုရတာရေဆိုပါများလို့ရှိရင်ပုတ်ဆွေးတယ်ဆိုတာတဘာဝပေါ့နော်အဲ့လိုမျိုးကံသုံးပါးပုတ်ဆွေးပြီဆိုလို့ရှိရင်မြတ်စွာဘုရားဆက်ပြီးတော့ပြောတဲ့စကားလေးကအယံစဉ်းစားတရားကောင်းတယ်တတ္တပုတိကာယကမ္မန္တတဝစီပုတိဝစီကမ္မန္တတပုတိမနောကမ္မန္တတနဗတ္တကမရဏဟောတိနဗတ္တိကကာလကိရိယာပုတ်ဆွေးနေတဲ့ကာယကံဝစီကံမနောကံရှိတဲ့ပုဂ္ဂိုလ်ရဲ့တည်ခြင်းဟာကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးကွယ်လွန်ခြင်းဟာကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့မဟုတ်တာလှုပ်လိမဟုတ်တာပြောလိမဟုတ်တာတွေးလိရှိတဲ့ပုဂ္ဂိုလ်တွေဟာဘဝရဲ့နောက်ဆုံးဏိကုံအဆုံးသတ်ချိန်မှာကောင်းကောင်းမွန်မွန်အဆုံးသတ်ရဖို့မလွယ်ဘူးလို့ပြောတာဒါအများကြီးစဉ်းစားကြရမရှိဘူးလားရှိရနော်အဲ့တော့ဒီဒေသနာလေးကိုပြန်ပြီးတော့ခြုံငုံကြည့်နော်စိတ်ကိုမစောင့်ရှောက်လို့ရှိရင်ကာယကံဝစီကံမနောကံကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဒါဆိုရင်ကာယကံဝစီကံမနောကံတွေဟာကိလေသာရေတို့ဖြင့်ဆိုလိမ့်မယ်အဲ့ဒါဆိုရင်ကာယကံဝစီကံမနောကံတို့သည်ဒုစရိုက်မှုတွေနဲ့ပုတ်ဆွေးသွားလိမ့်မယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့တည်ခြင်းဟာကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဟာကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့မဟုတ်တာလှုပ်ထားတယ်ဆိုလို့ရှိရင်ဒါတွေကနောင်တနဲ့နှိမ့်ဆက်တာမျိုးမရှိနိုင်ဘူးလားရှိနိုင်တယ်နော်အဲ့ဒါကိုမြန်ကိုကတွေးပြီးတော့သိရမယ်ဆိုလို့ရှိရင်ဘလို့နည်းနဲ့မှကောင်းကောင်းမွန်မွန်သိတယ်ဆိုတာမဖြစ်နိုင်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဥမာပေးတာတေယထာပိဃာပတိကုတ္တကာရီဒုစံတေကုတ္တပိအရခိတံဟောတိတခါကြီးတဲ့အိမ်တစ်လုံးရဲ့ခေါင်းကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့အချင်းရည်တွေရောအဲ့ဒီအိမ်ရဲ့အကာတွေရောအခင်းတွေရောအကုန်လုံးဟာမိုးရေတို့ဖြင့်ဆိုလိမ့်မယ်တဲ့အိမ်ကိုကောင်းကောင်းမိုးမထားဘူးဆိုရင်လည်းအိမ်တစ်လုံးမှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတိုင်းကိုမလုပ်မလို့မိုးဆိုမယ်ပေါ့နော်မိုးဆိုပါများလာပြီဆိုရင်အဲ့ဒီအိမ်ရဲ့အစိတ်ပိုင်းတွေကဘာဖြစ်သွားမလို့ကြာရင်ဆွေးသွားမယ်ပေါ့နော်ဆွေးသွားပြီဆိုဒီအိမ်ကြီးဟာမကြခင်မှာပဲပြိုလဲပြီးတော့ပျက်စီးသွားလိမ့်မယ်ဟောဒါမျိုးဆိုပဲပေးတဲ့ဥမာအရန်ကောင်းတယ်ဟုတ်လားကောင်းကောင်းမိုးမထားဘူးဆိုရင်အိမ်တစ်လုံးလုံးဟာရေဆိုးပြီးတော့ပုတ်ပြီးတော့ဆွေးပြီးတော့ပြိုလဲပျက်စီးသွားလိမ့်မယ်အဲ့တော့ဦးဇင်းတို့ဒီဥမာလေးနဲ့ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင်ခန္ဓာအိမ်မှာအဓိကကျတဲ့အစိတ်အပိုင်းလို့ဆိုတဲ့အမိုးဆိုတာဘာလဲလို့မေးရင်စိတ်ပဲဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုလုံလုံခြုံခြုံရှိအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်နော်စိတ်ကိုသာတကယ်လို့စောင့်ရှောက်မယ်ဆိုရင်ဆက်ပြီးတော့မြတ်စွာဘုရားအဋ္ဌိဒေသနာထဲမှာပြည့်ပြည့်စုံစုံဟောပါတယ်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့ဆိုနိုင်တယ်ဒါဆိုရင်ကံသုံးပါးဟာကိလေသာကြီးတို့ဖြင့်မဆိုးဆွဘူးအဲ့ဒါဆိုလို့ရှိရင်ကံသုံးပါးဟာမပုတ်ဆွေးဘူးဒါဆိုရင်သူ့ရဲ့တည်ခြင်းဟာကောင်းသောတည်ခြင်းဖြစ်နိုင်တယ်သူ့ရဲ့ကွယ်လွန်ခြင်းဟာကောင်းသောကွယ်လွန်ခြင်းဖြစ်နိုင်တယ်အိမ်နှလုံးကိုကောင်းကောင်းခိုင်ခိုင်ခန့်ခန့်စစ်စစ်ဆက်ဆက်မိုးထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဒါကြောင့်မိုးမဆိုးဘူးဒါကြောင့်မပုတ်မဆွေးဘူးဒါကြောင့်လွယ်လွယ်နဲ့ဖြိုလဲပျက်စီးသွားမှာမဟုတ်ဘူးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီခန္ဓာအိမ်ရဲ့စိတ်တည်းဟူသောအမိုးကိုလုံလုံခြုံခြုံရှိအောင်ကောင်းကောင်းမွန်မွန်ဦးဇင်းတို့
မိုးဖို့မလိုအပ်ဘူးလားလိုအပ်တယ်နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့အဓိကပြောလို့တဲ့အကြောင်းအရာလေးကိုဓမ္မပါဠပါဠိတော်မှာဒီအနေထားလေးနဲ့ဆက်ဆက်ပြီးတော့လည်းတွေ့ရတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ဓမ္မပါဠိတော်ထဲမှာယမကဝက်ဆိုပြီးတော့အစုံစုံဂါထာလေးတွေပေါ်ထားတာလေးကိုစတင်ပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီမှာဦးဇင်းတို့ဂါထာလေးတစ်စုံတွေ့ရတယ်ပေါ့ဟောရခြင်းရဲ့အကြောင်းအရာကလည်းစိတ်ဝင်စားစရာကောင်းတယ်လို့ဂါထာလေးကလည်းမှတ်သားစရာကောင်းတယ်ယထာအာကာရံဒုစန္တံဟုတ်တိတမတိဝိဇ္ဇတိဧဝံအဘဝိတံစိတ်တံရာဂောတမတိဝိဇ္ဇတိဒုစန္တံမကောင်းသဖြင့်မိုးအပ်သောအာကာရအိမ်ကိုဟုတ်တိရွာသောမိုးရီမိုးပေါက်သည်တမတိဝိဇ္ဇတိယထာထွန်းပေါက်နိုင်တဲ့ကဲ့သို့ဧဝံတထာဣအတုအဘဝိတံဘာဝနာမှာကင်းသောစိတ်တံစိတ်ကိုရာဂောယာဂတိတမတိဝိဇ္ဇတိထွန်းပေါက်ဝင်ရောက်၏တဲ့မကောင်းသဖြင့်မိုးထားတဲ့အိမ်ကိုမိုးတော့မိုးထားတယ်ဒါပေမဲ့ကောင်းကောင်းမိုးထားတာမဟုတ်ဘူးခြေတီခြေဆုပ်မလုံးမချုံမိုးထားတယ်ပေါ့နော်အဲ့လိုမကောင်းသဖြင့်မိုးထားတဲ့အိမ်ကိုမိုးရွာပြီဆိုလို့ရှိရင်မိုးရီတွေဟာအလွယ်တကူဝင်ရောက်သွားလိမ့်မယ်ဒါဥမာပေးတာနော်အဲ့လိုပဲတဲ့ဘာဝနာမှကင်းတဲ့စိတ်နော်တတိမထားတဲ့စိတ်ပေါ့နော်တတိမရှိတဲ့စိတ်ဘာဝနာမှကင်းတဲ့စိတ်ဆိုတာတတိမရှိတဲ့စိတ်ကိုပြောတာပါပဲဟုတ်လားအဲ့ဒီတတိမရှိတဲ့စိတ်ကိုຢာကအစရှိတဲ့ကိလေသာဆွဲမဲ့မှုမကျေနပ်မှုတွေ့ဝေမိုက်မဲမှုဒီကိလေသာတရားတွေဟာလွယ်လွယ်ကူကူဝင်ရောက်လာမှာပဲယထာအာကာရံသူစန္ဒဟုတ်တိနတမတိဝိဇ္ဇတိဧဝံသူဘာဝိတံစိတ်တံရာဂောနတမတိဝိဇ္ဇတိသုစန္ဒကောင်းစွာမိုးအပ်သောအာကာရအိမ်ကိုဟုတ်တိရွာသောမိုးရီမိုးပေါက်သည်နတမတိဝိဇ္ဇတိယထာမထွန်းဖောက်နိုင်တဲ့ကဲ့သို့ဧဝံတထာဣအတုသူဘာဝိတံကောင်းစွာပွားစီအပြည့်သောဘာဝနာရှိသောစိတ်တံစိတ်ကိုရာဂောယာဂအစရှိသောကိလေသာတို့သည်နတမတိဝိဇ္ဇတိထွန်းဖောက်မဝင်ရောက်နိုင်ဘူးတဲ့အိမ်ကိုကောင်းကောင်းစစ်စစ်ဆက်ဆက်တည်တည်ချာချာမိုးထားမယ်ဆိုရင်တော့မိုးယူစရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီအိမ်ကိုကောင်းကောင်းစောင့်ရှောက်ထားရရောက်တယ်အဲ့ဒီတိုင်းပဲတဲ့ကိုယ့်ရဲ့စိတ်ကိုဘာဝနာတရားနဲ့ကောင်းကောင်းထုံမွမ်းထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုຢာကအစရှိတဲ့ကိလေသာတွေဟာလွယ်လွယ်ကူကူဝင်ရောက်နိုင်မှာမဟုတ်ဘူးလို့ပြောတာအဲ့တော့ဒီနေရာမှာဦးဇင်းတို့တရားဘာဝနာကိုအားထုတ်လေးရှိကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲเนาะအခုဒီမှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟုတ်လားအဲ့တော့ကိုတရားဘာဝနာအားထုတ်တယ်ဆိုတာဘာလို့တာတော့လို့မေးရင်ကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုအမှန်ကန်သိအောင်သတိထားပြီးတော့ကြိုးပမ်းကြတာပေါ့ခန္ဓာကိုယ်ဟာမတည်မြဲတဲ့သဘောအကောင်အမွန်မှုတဲ့သဘောအနှစ်သာရကင်းမဲ့တဲ့သဘောအနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်လို့ကြားတော့ကြားမှုထားတဲ့ဒီအမှန်တရားကိုအဲ့ဒီကိုကြားမှုထားတဲ့အဲ့ဒီအမှန်တရားကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တကယ်သိဖို့မလိုဘူးလားလိုတယ်နော်ခန္ဓာဟာမတည်မြဲဘူးလို့ကြားမှုထားတာနဲ့မတည်မြဲတာကိုတကယ်သိသွားသေးတာမဟုတ်ဘူးနော်ခန္ဓာဟာဒုက္ခသစ္စာဆင်းရဲခြင်းအမှန်ပဲလို့ကြားမှုထားတာနဲ့ခန္ဓာဟာဒုက္ခသစ္စာလို့တကယ်သိသွားတာမဟုတ်သေးဘူးအဲ့ဒီကြားမှုထားတဲ့မှန်ကန်တဲ့ဒီအကြားလေးကိုကိုယ်တိုင်အတီးပြုတ်နေအောင်ဦးဇင်းတို့ဆက်ပြီးတော့ကြိုးပမ်းဖို့မလိုဘူးလားလိုတယ်နော်အနိစ္စဖြစ်တယ်ဆိုတာကတော့တာမန်ဉာဏ်နဲ့တွေးကြည့်ရင်ကိုသူကလက်မခံလို့မရပါဘူးအလုံးမလည်းပဲရိပ်မိစရာတော့ကောင်းပါလေသို့တော့ရိပ်မိယုံရိပ်မိသေးတာနဲ့လည်းပဲတရားကိုတကယ်သိတယ်လို့မဆိုနိုင်သေးဘူးကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်အောင်ကိုယ်ပိုင်ဉာဏ်နဲ့ဒါဟာတကယ်မတည်မြဲတဲ့တရားရဲ့အစုဝေးမြတာဖြစ်တယ်ဆိုတာကိုသိအောင်ဦးဇင်းတို့မလုပ်ကြရတော့ကြိုးစားကြရတာအဲ့လိုကြိုးစားတဲ့နေရာမှာဘာနဲ့အဓိကဦးဇင်းတို့ကြိုးစားရတယ်လို့မေးရင်တတိနဲ့ကြိုးစားကြရတာဘာပဲဖြစ်တိုင်းသိနေအောင်ကြိုးစားတာဖြစ်တိုင်းသိနေတဲ့အခါကျတော့ဒီသဘာဝတရားတွေရဲ့အခြေအနေမှန်ကိုဦးဇင်းတို့တဖြည်းဖြည်းနဲ့နားလည်လာတော့ရိုးရိုးလေးပါပဲဟုတ်လားဒီခန္ဓာမှာဖြစ်နေတဲ့တရားတွေကိုဖြစ်တိုင်းသာသိနေအောင်ကြိုးစားလုံးဝဘက်လိုက်မှုမပါသေးနဲ့ဟိုစပြီးတော့တရားအထုတ်ခြင်းမှာဖြစ်ပျက်ကိုမြင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးနော်မတည်မြဲတာကိုစပြီးတော့အထုတ်ခြင်းမြင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးနော်ဒီသဘာဝတရားတွေကိုသတိထားပါများမှသာလေသူတို့ရဲ့အခြေအနေမှဖြစ်တဲ့မတည်မြဲမှုကိုသိနိုင်တာဟုတ်လားဒါကြောင့်စားထိုင်ခြင်းဖြစ်ပြီးတော့ပြတ်သွားတာပဲလို့ဒါကသူကဆင်ញင်တဲ့သဘောတွေးတောတဲ့သဘောပဲရှိတာဟုတ်လားဒါကိုတကယ်ဉာဏ်နဲ့သိကျင်တယ်ဆိုလို့ရှိရင်ဒီဖြစ်နေတဲ့သဘောတရားကိုပဲလက်တွေ့သတိလေးထားပြီးတော့နေရမှာတိပြီးတော့နေရမှာ
အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဉာဏ်ကဒီတတိထားနေတဲ့စွမ်းအားကြောင့်မို့လို့တဖြည်းဖြည်းနဲ့ဉာဏ်ကထက်လာမယ်ဘလို့ထက်လာမလို့ဝင်လေထွက်လေကိုအခြေခံပြီးတော့အထုတ်တယ်ဓမ္မမို့ဖောင်းတာပိနာကိုအခြေခံပြီးတော့အထုတ်တယ်ဘာပဲဖြစ်ဖြစ်ပေါ့လေဖြစ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းသာဒလဇက်တတိထားပြီးတော့နေမယ်ဆိုလို့ရှိရင်ကိုယ်တတိထားနေတဲ့ဒီအရာတွေရဲ့အနိစ္စဆိုတဲ့မတည်မြဲတဲ့သဘောအမှန်ကို तू မသိပဲနေမှာမဟုတ်ဘူးတတိလေးသာထားပြီးတော့နေတခုပြီးတခုဖြစ်လာတာတွေ့ရတယ်တခုဖြစ်လာတယ်သိလိုက်တယ်ထားခဲ့လိုက်တော့သိပြီးသားကိုပြန်မတွေးနဲ့နော်အဲ့ဒီတွေးတဲ့ကိစ္စကအမှန်တရားကိုသိဖို့အတွက် तू ကသွားတဲ့လမ်းမဟုတ်ဘူးကျတို့ကအမြဲတမ်းပဲတွေးနေတာတွေ့ရတဲ့အာယုန်တွေကိုအမြဲတမ်းပုံဖော်ပြီးတော့ပဲနေတာထင်ကျင်တယ်လို့ထင်ပြီးတော့နေတာဒီအလေးချင်းကြီးကဟုတ်လားတော့တရားအထုတ်တဲ့အချိန်မှာတော့မှအခုတင်လေးဖြစ်ပြီးတော့နေတဲ့တရားကိုအခုတင်လေးသိလိုက်တယ်အဲ့ဒါကိုပြန်ပြီးတော့တွေးမိနေတဲ့စိတ်ကအမှန်ကမတွေးရဘူးဒလဇက်သဘာဝတရားတွေကဖြစ်နေတာဟုတ်လားအဲ့တော့ကိုကသိပြီးရင်ထားခဲ့လိုက်တော့နောက်ထပ်သိတရားကအရန်နဲ့ဆက်ပြီးတော့ဖြစ်နေတယ်ဒါအလွန်အခြေခံကြတဲ့နားလေစရာနော်ဒါကြောင့်စိတ်ကိုတိပြီးသားကိုပြန်ပြီးတော့မတွေးနဲ့နောက်ကြမကြံရစ်နဲ့ထပ်ပြီးတော့ဒလဇက်ဖြစ်နေတာတွေကိုဖြစ်တိုင်းတိနေအောင်လိုက်နိုင်ဖို့လိုတယ်မဖြစ်သေးတာကိုလည်းရှေ့ကိုကြိုးပြီးတော့လုံးဝမစင်သားနဲ့ဖြစ်ပြီးသားကိုပြန်ပြီးတော့တွေးနေခြင်းအဖြစ်လဲစိတ်ကိုနောက်မကျစေနဲ့တတ်နိုင်တဲ့မြတ်ပြစ္ဆုတ်ပံတဲ့အောင်ဖြစ်နေတာလေးကိုတိပြီးတော့တိယုံလေးပဲတိသွားဟုတ်လားအဲ့ဒါဆိုရင်ဒါတွေဟာဘာတွေလဲဆိုတာကိုတဖြည်းဖြည်းနဲ့သူနားလည်လာမယ်ဒါကြောင့်ကိုယ့်ရဲ့တာဝန်ကဘာလဲလို့မေးရင်ဖြစ်နေတာလေးကိုတိသွားဖို့ပဲဒါအစကနဥမှာတတိကခေါင်းဆောင်ရတယ်ပေါ့နော်တိပါများသွားလို့တတိထားပါများသွားလို့ဒါတွေဟာဘာပဲဖြစ်လာမတည်မြဲတဲ့သဘောပဲဆိုနောက်တစ်ချိန်မှကျတော့ပညာကခေါင်းဆောင်သွားတာလည်းဖြစ်နိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဒါဘာလို့တာလဲလို့မေးလို့ရှိရင်ဘဝမှာတန်ဖိုးအကြီးမားဆုံးအကျိုးရလဒ်အများဆုံးလုပ်ငန်းကိုလုပ်တာပေါ့ဒီဒေသနာလေးနဲ့ညှိပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ်ခန္ဓာအိမ်ကြီးဒီနေ့အဖြစ်ဒီစိတ်ကိုကိလေသာမိုးရီတွေထိုးဖောက်ပြီးတော့မဝင်ရောက်ဖို့အတွက်ဘာဝနာတရားနဲ့ကောင်းလေ့ကျင့်တာဒီနေ့အဖြစ်အိမ်ကိုကောင်းမိုးတာပေါ့နော်ကောင်းမိုးတာရင်မိုးရီဝင်မှာနော်အဲ့လိုပဲတတိနဲ့စစ်ဆက်အောင်နော်ဒီဘာဝနာအလုပ်ကိုလုပ်မနေဘူးဆိုရင်လုပ်မနေတဲ့အချိန်တိုင်းမှာဇာကသမုဒ္ဒေါသကိလေသာတစ်မျိုးကတော့စိတ်ထဲမှာဝင်လာလိမ့်မယ်ဒါကလက်တွေ့သိနိုင်တဲ့ကိစ္စပါနော်တရားဓမ္မတို့ဦးဇင်းတို့ဒီခန္ဓာကြီးဆိုတာကအာယုန်နဲ့ကင်းပြီးတော့နေတာမဟုတ်မြင်တရားရှိတာကိုမြင်တယ်ကြားတရားရှိတာကိုကြားတယ်အနံ့အရာသာအတွေ့အထိအတွေ့အကြံဒီအာယုန်နဲ့နေတာဟုတ်လားအိဋ္ဌာယုံဆိုတဲ့လိုလားနှစ်သက်ဖွယ်ကောင်းတဲ့အာယုန်နဲ့လည်းတွေ့မယ်ကိုကတတိကင်းပြီးတော့မိမိရောလည်းနေမယ်ဆိုရင်သိကြတယ်အဲ့ဒါဘာဖြစ်တော့မလို့ຢာကဖြစ်တော့မယ်နော်အနိဋ္ဌာယုံလို့ဆိုတဲ့မကျင်တတ်ဖွယ်မနစ်သက်ဖွယ်အာယုန်နဲ့လည်းတွေ့မယ်ကိုကတတိကင်းပြီးတော့မိမိရောပေါ့ဆဆလည်းနေမယ်ဆိုရင်သိကြတယ်အဲ့ဒီချိန်မှာဘာဖြစ်မလို့ဒေါသဖြစ်လိမ့်မယ်နော်ဟုတ်တယ်မို့လားလောဘဒေါသတွေကအဲ့ဒီနီးနဲ့ဖြစ်နေကြတာပေါ့နော်ဒါမှမဟုတ်ကိုကတွေ့ရတဲ့အာယုန်လေးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်စေဖို့အတွက်ဘာလုပ်ဖို့လို့တော့သတိထားတာအဲ့ဒီသတိထားတာဟာဘာလုပ်နေတာလို့မေးရင်စစ်ဆက်ခန္ဓာအိမ်ကိုမိုးနေတာတနည်းအားဖြင့်စိတ်ဒီဟုသောအမိုးကိုစစ်ဆက်ဖြစ်အောင်မိုးနေတာလုံခြုံဖြစ်အောင်မိုးနေတာဟုတ်လားဒါကြောင့်ဒီကထာလေးကိုဦးဇင်းတို့တွေမှတ်သားသင့်တယ်နော်ကောင်းမိုးမထားတဲ့အိမ်ကိုမိုးရည်တွေဝင်ဖို့နော်လွယ်ကူသလိုမျိုးတတိနဲ့ဘာဝနာတရားနဲ့ပွားများပြီးတော့မနေတဲ့ဒီစိတ်ထဲကိုလည်းပဲကိလေသာတရားတွေဟာလွယ်ကူဝင်လာလိမ့်မယ်ကောင်းမိုးထားတဲ့အိမ်ကိုမိုးရည်တွေမဝင်ရောက်နိုင်တယ်လို့တတိနဲ့ကောင်းမိုးထားတဲ့ဘာဝနာတရားနဲ့ထုံမောထားတဲ့ဒီစိတ်ကိုလည်းပဲကိလေသာကြီးဟာဝင်ပြီးတော့နှိမ့်ဆက်နိုင်မှာမဟုတ်ဘူးလို့ဒါကိုနားလည်ရမှာဟုတ်လားဒါကြောင့်ကိုလုံနေတဲ့အလုပ်ကလေးကိုလည်းပဲဒီဒေသနာလေးနဲ့ဆက်ပြီးတော့တွေးမိဖို့မလိုဘူးလားလိုတယ်ဒါမြတ်စွာဘုရားကဒီဂါထာလေးကိုဘာကြောင့်ဟောတာတော့ဆိုတော့ဟောရခြင်းရဲ့အကြောင်းဒီတန်ဝတ္ထုကလည်းပဲဘုရားဘာသာဝင်များဖြစ်ကြတဲ့အတွက်ကြောင့်အလုံးကြာဘူးနာဝတော့ရှိထားကြပြီးသားပါနော်မြတ်စွာဘုရားအဲ့ဒီမှာဘာလို့ဒီဂါထာလေးဟောရလဲဆိုတော့မြတ်စွာဘုရားလက်ထက်ကညီတော်နန္ဒဆိုတာအလုံးကြားဦးတယ်နော်မိတွေတော်ဂေါတမီကမွေးတဲ့အဖေတူအမေခွဲပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဖြစ်ပြီးတော့ဇာတိမြေဖြစ်တဲ့ကပိလဝတ်ကိုပြန်လာတဲ့အခါမှာ
မကြခင်မှာပဲသူကလက်ထပ်ထင်းများမင်္ဂလာပြုမှာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဒီညီကိုဒီတပိတ်ကိုထမ်းခဲ့ဆိုပြီးတော့ကျောင်းကိုခေါ်သွားတာအဲ့တော့ညီဖြစ်တဲ့လူကဘုရားကိုအလွန်ချစ်ကြောက်ယူသေးတဲ့အတွက်ကြောင့်ဒီနေ့လက်ထပ်မင်္ဂလာပွဲကြီးလုံးမှာဒါကြောင့်မလို့ကျောင်းကိုမလိုက်အားသေးဘူးလို့သူမပြောရဲဘူးနော်အဲ့ဒီတပိတ်ကြီးကိုထမ်းပြီးတော့လိုက်ရတာနန်းတော်ကထွက်လို့ရှိရင်တော့နောင်တော်ကအလိုက်တိတိပြန်ယူมาနဲ့တူပါရဲ့ဟုတ်လားအဲ့လိုအတွေးလေးနဲ့လိုက်တာနန်းတော်ထွက်လို့လည်းမယူဘူးမြို့ထဲရောက်ရင်တော့ယူมาနဲ့တူပါရဲ့မြို့ထဲရောက်လို့လည်းမယူဘူးမြို့ထွက်ရင်တော့ယူมาနဲ့တူပါရဲ့မယူဘူးဒီလိုနဲ့ကျောင်းတော်သားရောက်နန္ဒဟာတပိတ်ထမ်းပြီးတော့မြတ်စွာဘုရားနောက်ကပါသွားတယ်အဲ့ဒါဟိုလည်းရောက်ပြီဆိုတော့မြတ်စွာဘုရားကညီကျင့်နန္ဒမင်းရဟန်းပြုမလားလို့မေးတယ်မပြုရဲပါဘူးဘုရားလို့သူလုံးဝမလျှောက်ရဲဘူးဟုတ်လားအရန်ချစ်ကြောက်ယူသေးတာဆိုတော့မပြုရဲပါဘူးလို့မလျှောက်ရဲဘူးခဏနေရင်မင်္ဂလာဆောင်ပြီးတော့နော်အဘိဓိမင်္ဂလာသုံးပါပဲတကယ်ဆိုလို့ရှိရင်သူပုံမဲ့လင်းနေဆိုရင်တပြည့်တော့အပြုရဲမပြုချင်ပါဘူးလို့ရှောက်မယ်ဆိုရင်လည်းပဲအဖြေကလူတွေဖြေအောင်မသိဘူးဒါပေမဲ့သူအဲ့လိုမလျှောက်ရဲဘူးနန္ဒရဟန်းပြုမလားဆိုတော့မှန်မှပြုရမယ်ဗျာလိုက်တဲ့လျှောက်ရတာပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားကနန္ဒကိုရဟန်းပြုပေးလိုက်တယ်ဘလို့လုပ်ပြီးတော့သူစိတ်ချမ်းသာနိုင်မှာတော့နော်နောင်တော်ဖြစ်တဲ့မြတ်စွာဘုရားကိုချစ်လွန်းလို့ကြောက်လွန်းလို့သာသူရဟန်းပြုလိုက်ရတယ်ဘလို့မှသူစိတ်မဝင်သားအောင်အထူးသဖြင့်သူတပိတ်ထမ်းပြီးတော့နန်းတော်ကနေမြတ်စွာဘုရားနောက်ကိုလိုက်လာတော့လေသာပတွင်ကနေပြီးတော့လက်ထပ်ထိမ်းများမင်္ဂလာပြုမဲ့သူတို့သမီးလောင်းနော်ဇနဗရကလျာဏီသူကရန်ရှိတော်တွေကသူ့ကိုသွားပြီးတော့ပြောတာကိုမြတ်စွာဘုရားကနန္ဒမင်းသားကိုတပိတ်ကြီးထမ်းခေါ်သွားပြီအကြောင်းခေါ်သွားပြီနော်တခင်မဘယ်လိုလုပ်မလို့ဆိုတော့အဲ့ဒါသူကလည်းပဲခဏနေရင်ထိမ်းများမင်္ဂလာပြုဖို့အတွက်အဖိလိန်ပြင်းစင်နေတာရှိတယ်အဲ့ဒါလေသာပရင်ကနေပွင့်ပြီးတော့နော်သမင်ဖိထားတာကတချမ်းပဲပြီးသေးတယ်တချမ်းကမပြီးသေးဘူးအဲ့ဒါကပုတ်ကယုံနဲ့လေသာပရင်ကိုဖွင့်ပြီးတော့နော်တုတံခောအယဗုဒ္ဓအကိစီယာတိအရှင်သာမြန်မြန်ပြန်ခဲ့ပါဒါပဲသူမှားနိုင်တယ်သူကလည်းခတ်တိုးတိုးပေါ့လေအရှင်သာမြန်မြန်ပြန်ခဲ့ပါအဲ့ဒီအရှင်သာမြန်မြန်ပြန်ခဲ့ပါဆိုတဲ့အတန်ကနန္ဒမင်းသားရဲ့နားတွေကမထွက်ဘူးဘလို့မှသူရဟန်းဘွားမှာမပြောဘူးအဲ့ဒါနဲ့မပြောတဲ့အခါကျတော့မြတ်စွာဘုရားကိုလည်းသူမလျှောက်ရဲဘူးတရင်သုံးပေါ်ချင်းချင်းသူပြောတာပေါ့ငါရှင်တို့ငါကတော့မပြောတော့ဘူးပြေးတော့မယ်ပေါ့ရဟန်းဘွားငါထွက်တော့မယ်အဲ့ဒါလိုမျိုးမပြောတော့ဘူးဆိုတာကိုပြောတော့ယဟန်တွေကမြတ်စွာဘုရားကိုသွားလျှောက်တော့မြတ်စွာဘုရားကနန္ဒကိုခေါ်ခိုင်းပြီးတော့သင်သာသနာပေါ်မှာမပြောဘူးဆိုတာဟုတ်သလားဟုတ်ပါတယ်ဗျာဆိုတော့ကဲအဲ့ဒါလို့ဆိုလို့ရှိရင်စိတ်အပြောင်းလဲလေးဖြစ်အောင်ငါနဲ့လိုက်ခဲဆိုပြီးတော့မြတ်စွာဘုရားသူ့ကိုတကိုးတော်နဲ့ခေါ်သွားတာဘယ်ခေါ်သွားတော့ဆိုတော့ဦးဇင်းတို့တာဝရိန္ဒနတ်ပြည်ကိုခေါ်သွားတယ်တဲ့တာဝရိန္ဒနတ်ပြည်ကိုခေါ်သွားတဲ့ဒီခီးစဉ်မှာနတ်ပြည်ကိုမရောက်သေးခင်မှာလမ်းမှာတောအုပ်တစ်ခုကိုဖြတ်တယ်အဲ့ဒါသင်္ကုတ်တော်ပေါ်မီးလောင်ထားတဲ့သင်္ကုတ်တော်ပေါ်မှာထိုင်းနေတဲ့အလွန်အယုတ်ဆိုးတဲ့အိုမင်းနေတဲ့မြောက်မကြီးတစ်ကောင်လည်းရှိတယ်အဲ့ဒီမြောက်မကြီးကိုဖြတ်ပြီးတော့နန္ဒာဒီမြောက်မကြီးကိုမြင်ရလားတေချာကြည့်လို့ပြောနန္ဒာတေချာကြည့်တယ်ပေါ့အဲ့မြတ်စွာဘုရားကအဲ့ဒါကိုဖြတ်ပြီးတော့မှတာဝရိန္ဒနတ်ပြည်ကိုခေါ်တာဟိုရောက်ပြီဆိုတဲ့အခါကျတော့ဇာမင်းကိုခါသားဖို့လာတဲ့နတ်သမီးလေးတွေတွေ့တယ်လို့ဆိုတယ်အဲ့ဒီနတ်သမီးလေးတွေကိုလည်းတွေ့တဲ့အခါကျတော့နန္ဒာကစိတ်ဝင်စားတယ်။ဩအလွန်ချောလာတဲ့အာယုန်တွေပဲပေါ့နော်။အဲ့ဒီချိန်မှာမြတ်စွာဘုရားကနန္ဒာကိုကြည့်ပြီးတော့နန္ဒာနတ်သမီးလေးတွေကလှသလား။မှန်လားပါဗျာနတ်သမီးလေးကအလွန်မှလှကြောင်းပါပေါ့။ဒါပြင်မင်းရဲ့ဇနဗရကလျာဏီနဲ့ဘလို့ရှိတော့ဒီနတ်သမီးလေးတွေနဲ့အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဒီနတ်သမီးလေးတွေနဲ့သာနှိုင်းလို့ရှိရင်ဇနဗရကလျာဏီဟာလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုလိုပါပဲလို့သူလျှောက်တယ်အစတုန်းကတော့အရှင်သာမြန်မြန်ပြန်ခဲ့ပါဆိုတဲ့စကားကနားကမထွက်လို့သူလူထွက်ဖို့စဉ်းစားတာနော်အခုကြတော့လည်းပဲအဲ့ဒါထက်လွန်ခဲ့တဲ့အာယုံကိုတွေ့သွားပြီဆိုတဲ့အခါကျတော့အဲ့ဒါကိုသူဘယ်လိုဖြစ်သွားအောက်လို့တင်တယ်စိတ်ဆိုတာဘာမှမယုံရဘူးဆိုတာကိုလည်းသတိထားဖို့မလိုဘူးလားလိုတယ်နော်အဲ့လိုမျိုးသူကဒီနတ်သမီးအာယုံကိုတွေ့တဲ့အချိန်မှာဇနဗရကလျာဏီပေါ်မှာဖြစ်နေတဲ့စိတ်ဟာပိသတို့ခမ်းမှန်းကြည့်ဘာဖြစ်သွားမလို့အများကြီးလျော့ပါသွားတယ်ဆိုတာသိကြအဲ့ဒါမြတ်စွာဘုရားရဲ့ကျွမ်းကျင်တော်မူတဲ့ဉာဏ်ပဲ
ဒီအာယုံကိုပြတယ်ဆိုတာအလကားပြတာမဟုတ်ဘူးဒီအာယုံကိုမြင်ပြီးတော့အရင်ဆွဲနေတဲ့အာယုံကိုချွတ်ချင်တာပြောရရင်ဒီနတ်သမီးအာယုံကလည်းပဲအရန်ကြီးဆွဲသေးတာမဟုတ်ခုမှမြင်ရတာဒါပေမဲ့အရန်ကိုသူကနော်အာယုံကအဓိပတိတက်တဲ့အာယုံမျိုးဖြစ်တယ်ဟုတ်လားဒါကြောင့်အရင်ဆွဲနေတဲ့အာယုံကဒါကိုပြပြီးတော့ဘာဖြစ်သွားမလို့ရိုင်နဲ့သွားမယ်အဲ့ဒါကိုလိုချင်တာမြတ်စွာဘုရားကအဲ့တော့နန္ဒာတဲ့ဒီနတ်သမီးတွေကိုသင်လိုချင်သလားဆိုပြန်လာပါမြတ်စွာဘုရားဒီတော့လိုချင်ကြောင်းပါဆိုတော့အေးတဲ့ဒီနတ်သမီးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီသာသနာမှာမင်းကောင်းကောင်းသာကျင့်နတ်သမီးကိုရဖို့အတွက်ငါအမခံတယ်အမခံချက်ပေးတာနော်မြတ်စွာဘုရားအဲ့တော့နတ်သမီးကိုလိုရမတဲ့ဆိုတာကိုလည်းသိရောနန္ဒာကသာသနာပေါ်မှာစိတ်ဝင်စားတယ်ဘာလို့စိတ်ဝင်စားတာလဲနတ်သမီးကိုစိတ်ဝင်စားလို့ဒီအချင်းမြတ်ကိုစိတ်ဝင်စားတာနော်အဲ့ဒီအချိန်မှာဇနဗရကလျာဏီတီဟူသောအာယုဇနဗရကလျာဏီနဲ့ပတ်သက်တဲ့အတွေ့တွေကဘာဖြစ်သွားပြီတော့ဘာမှဗราဏမရှိဗราဏမဟုတ်တော့ဒါလူရင်းပဲဟုတ်လားဒီအာယုဒီအတွေ့ကသူ့ကိုဘာလုပ်နေတာတော့နှောက်ယှက်နေတာအဲ့ဒီအတွေ့ကိုဖယ်ဖို့အတွက်မြတ်စွာဘုရားကနတ်သမီးအာယုပြပြီးတော့မင်းဒါကိုသာရကျင်တယ်ဆိုရင်ဒီအချင်းမြတ်ကိုစိတ်ဝင်စားဖို့ဒီလိုပြောတာအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုကမ္မထံပေးတာပေါ့ကေတာလောမနာခတန္တာတဇောကမ္မထံဆိုလို့အထူးဆန်းကြီးတော့မထင်နဲ့တော့ဒီခန္ဓာကိုယ်ရဲ့သဘောအမှန်ကိုသိအောင်ရှုထောင့်မျိုးစုံကနေပြီးတော့သတိထားခိုင်းတဲ့လုပ်ငန်းစဉ်တွေပါပဲတကယ်တမ်းကဟုတ်လားအဲ့လိုကြိုးစားတဲ့အခါကျတော့ဒီသတင်းစကားကယဟန်တော်လောကမှာအကုန်လုံးသိသွားတယ်နန္ဒကနတ်သမီးတွေကိုလိုချင်လို့ဒီအကျင့်ကိုကျင့်နေတာလေမြတ်စွာဘုရားကတောင်းနတ်သမီးတွေကိုရပါစေမယ်လို့နန္ဒကိုအာမခံရတဲ့အဲ့တော့နန္ဒကဘာနဲ့တူလဲဆိုလို့ရှိရင်ကုံတယ်တယောက်နဲ့အရန်တူတာပဲဒါကိုရကျင်လို့ဒါလောက်တာအယောင်းအဝယ်သဘောအရန်ဆန်တာပဲအဲ့ဒါသူ့ကိုအယောင်းအဝယ်သမားကုံတယ်သမားဒီလိုမျိုးမကြလုံးတာပြောင်ကြတာစကြတာနောက်ကြတာပေါ့နော်အဲ့တော့နန္ဒကဒီအလုပ်ကိုလုပ်နေရတာတိတ်ပြီးတော့သူ့စိတ်ထဲမှာဒီယဟန်နေရဲ့စကားတန်တွေကအနှောင့်အယှက်ပေးတယ်ပေါ့အဲ့ဒါကြောင့်မလို့သူဘာလုပ်လဲဆိုတော့ယဟန်နေနဲ့ဝေးတဲ့နေကဒီယဟန်တွေကလည်းအရင်နှောင့်ယှက်တာပဲအလုပ်ကိုကောင်းကောင်းမလုပ်ရဘူးအဲ့ဒါနဲ့ယဟန်နေနဲ့ဝေးတဲ့နေကစိတ်ညစ်ရအရက်ကိုသူချင်းကပ်ပြီးတော့ဒီမြင့်မြတ်တဲ့အလုပ်ကိုစောင့်ချပြီးတော့လုပ်တယ်ဘလို့ရည်ရွယ်ချက်နဲ့ပဲလှုပ်ဒီအလုပ်ကိုလုပ်ပြီဆိုလို့ရှိရင်တော့သိတရားရှိတာကတော့သိသွားလိမ့်မယ်ဒါလည်းပဲအရင်စဉ်းစားကြရကောင်းတယ်နော်အဲ့ဒီလမ်းကိုဘလို့ရည်ရွယ်ချက်နဲ့ပဲရှောက်ဒီလမ်းရဲ့အဆုံးဖြစ်တဲ့ပန်းတိုင်ကိုတော့ရှောက်သွားမှာပဲလေဟုတ်တယ်မဟုတ်လားဒါသူအချင်းမြတ်ကိုကျင့်ခြင်းရဲ့ရည်ရွယ်ချက်ကတော့နတ်သမီးကိုလိုချင်လို့အစကနေဥမာဒီလိုမျိုးကျင့်တာပဲဒါပေမဲ့ကျင့်နေရင်းနဲ့အတိအားလျော်စွာရည်ရွယ်ချက်ကပြောင်းသွားတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်အစတုန်းကလိုချင်တာကတစ်မျိုးပေါ့နော်နောက်ကြတော့လိုချင်တာကအဲ့ဒါမဟုတ်တော့ဘူးဆိုတာစိတ်အနေထားပေါ်မှာမူတည်ပြီးတော့အများကြီးပြောင်းလဲမှုမရှိနိုင်ဘူးလားရှိနိုင်နော်အေးအခုလည်းပဲသူကဒီအကျင့်မြတ်ကိုကျင့်ရင်းနဲ့ဘာဖြစ်သွားတော့ဆိုတော့ဉာဏ်ဟာအစဉ်စဉ်မြင့်မားတယ်ဘယ်ဟာကအရေးကြီးတယ်ဘယ်ဟာကအရေးမကြီးဘူးဘယ်ဟာကလိုချင်တဲ့ဘယ်ဟာမလိုချင်တဲ့မို့ဒါကိုသူကိုယ်ပြပြသူဆုံးဖြတ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအကျင့်မြတ်ကိုကျင့်ရင်းနဲ့ပဲသူကအာသောကုန်ခံယန္တာဖြစ်တယ်တိတ်မကြဘူး2ရက်3ရက်လောက်တွင်းမှာပဲယန္တာဖြစ်တာအဲ့လိုယန္တာဖြစ်ပြီဆိုတော့နတ်သားတယောက်ကမြတ်စွာဘုရားကိုသွားလျှောက်တယ်တဲ့မြတ်စွာဘုရားနန္ဒရဲ့စိတ်ဟာကိလေသာတရားတွေကနေလွတ်မြောက်သွားပြီကိလေသာတို့ရဲ့အချုပ်အနှောင်ခံရခြင်းကလွတ်ကင်းသွားပြီမြတ်စွာဘုရားကလည်းသိပါတယ်အဲ့ဒီနတ်လျှောက်လို့သိတာတော့မဟုတ်ဒါပေမဲ့နတ်ကလည်းလာလျှောက်တယ်အဲ့ဒါနောက်နေ့ရောက်တော့နန္ဒကမြတ်စွာဘုရားကြီးကိုရောက်လာတယ်ဘာလို့ရောက်လာလဲဆိုတော့မြတ်စွာဘုရားကိုငါကနတ်သမီးတွေပေးမယ်လို့ဝန်ခံခိုင်းထားတယ်လို့ဖြစ်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကိုပြန်ပြီးတော့သူရှောက်ရပါမြတ်စွာဘုရားအဲ့ဒီဝန်ခံချက်ကိုအခုတပည့်တော်ဖြေလွှတ်ပေးပါပြီတပည့်တော်အတွက်မြတ်စွာဘုရားအဲ့လိုကြောင်းကြစိုက်เสียမလိုတော့ပါဘူးအဲ့လိုလျှောက်တော့မြတ်စွာဘုရားကနန္ဒာတဲ့မင်းရဲ့စိတ်ကိုငါရဲ့စိတ်နဲ့ငါအပိုင်းခြားပြီးတော့သိတယ်မင်းကိလေသာကလွတ်သွားပြီဆိုတဲ့ကစားငါရဲ့ဝန်ခံချက်ဟာလည်းပဲလွတ်မြောက်သွားပြီသားပဲတဲ့မရှိတော့ဘူးတဲ့အဲ့ဒီမှာမြတ်စွာဘုရားကဥဒန်းကျူးတယ်အဲ့ဒီဥဒန်းလေးကတော့လည်းပဲမှတ်သားစရာတော့ကောင်းတယ်နော်နန္ဒရဲ့အခြေအနေကလုံးဝပြောင်းလဲသွားတာအိုးအဲ့ဒီအခြေအနေကိုကြည့်ပြီးတော့မြတ်စွာဘုရားရဲ့နော်စိတ်တော်ထဲမှာပြောကျင်တဲ့စကားတွေအများကြီးရှိမေပေါ့ဒါပေမဲ့အဲ့ဒီဥစ္စာတွေကတစုံတယောက်ကိုဥတည်ပြီးတော့ပြောတာမျိုးမဟုတ်ဘဲနဲ့သူ့အလိုလိုနှုတ်ကနေပြီးတော့ရှမ်းထွက်လာဒါမျိုးကိုဥဒန်းစကားလို့ခေါ်တာပါမင်းကုန်းဆိုတော်ဘုရားကြီးကတော့3ပိဿာဆန့်တဲ့ပုံထဲကိုရေ4ပိဿာလောက်ထည့်လိုက်မယ်ဆိုရင်ပိုတဲ့တပိဿာကဘာဖြစ်သွားမလဲရှမ်းကျသွားမယ်ပေါ့နော်ဥဒန်းစကားကိုအဲ့လိုဥမာပေးတယ်မင်းကုန်းဆိုတော်ကြီးကတော့
မြတ်စွာဘုရားဥဒ္ဓမလူကျူလဲဆိုတော့ယတတိနောကာမပင်ကောမတ္တိတောကာမကန္တကောမောဟခေယအနုပတ်တောဒုက္ခဒုက္ခေနဝေရတိတဲ့ယဟနာဖြစ်သွားပြီနော်တရားတွေကိုအကုန်လုံးထွန်းဖောက်ပြီးတော့တကယ်ကိုပဲမြင့်မြင့်မားမားဉာဏ်နဲ့သိသွားပြီးမြင်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကာမပင်ကောတဲ့ကာမဂုဏ်တည်းဟူသောရွှံ့ညွန်များကိုတိမ်တော့ကူးမြောက်ပြီးသားဖြစ်သွားပြီတဲ့အရဟတမညာရတ္တပုညံရသည်ဒီဉာဏ်မြင့်သွားမယ်ဆိုရင်ကာမတည်းဟူသောရွှံ့ညွန်ကိုအဲ့ဒီပုဂ္ဂိုလ်တွေကဘာဖြစ်သွားပြီတော့လွန်မြောက်သွားပြီတဲ့တော့ဒီနေ့မှာကာမဆိုတာဝိတုကာမကိလေသာကာမနှမျိုးရှိတယ်လို့ပေးတယ်လို့သိပါတယ်ဟုတ်လားဝိတုကာမဆိုတာဘာပြောတာတော့လိုလားနှစ်သက်ဖွယ်ရာယူပါယုံတတ္တယုံကန္နာယုံရတ္တယုံဘုရားဘာယုံကိုပြောတာဟုတ်လားကိလေသာကာမဆိုတာအဲ့ဒီအာယုန်တွေရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဓာတ်ကိုပြောတာအဲ့ဒီဝိတုကာမကိလေသာကာမကိုဒီနေရာမှာမြတ်စွာဘုရားဘာလို့ပြောတော့ရွှံ့ညွန်လို့ပြောတယ်ညွန်ထဲမှာနစ်သွားတယ်ဆိုလို့ရှိရင်မတတ်မရှင်းဖြစ်တဲ့ရှုထောင့်ကကြည့်ပြီးတော့လည်းပဲအပြစ်မြင်လို့ရတယ်အန္တရာယ်ကြီးတယ်ဆိုတဲ့ရှုထောင့်ကကြည့်ပြီးတော့လည်းအပြစ်မြင်တတ်ဖို့လိုတယ်ယုံထွက်နိုင်ခဲ့တယ်ဆိုတဲ့ရှုထောင့်ကကြည့်ပြီးတော့လည်းပဲအပြစ်မြင်တတ်ဖို့လိုတယ်ရွှံ့ညွန်ရတဲ့ဘောတချို့အလွန်နဲ့တဲ့တောတွေထဲမှာရှိတဲ့ရွှံ့ညွန်တွေဆိုလို့ရှိရင်သူကအန္တရာယ်အရင်ကြီးတယ်နစ်သွားပြီဆိုရင်သူပြန်ပြီးတော့တက်မလာနိုင်တော့ယုံလေးနေလေးယုံလေးနေလေးဖြစ်တဲ့အပိုင်းလေးရှိတာပေါ့နော်အဲ့တော့ရွှံ့ညွန်ဆိုတာမတတ်မရှင်းဘူးဆိုတဲ့ရှုထောင့်ကလည်းမြင်လို့ရတယ်အန္တရာယ်ရှိတယ်ဆိုတဲ့ရှုထောင့်ကလည်းမြင်လို့ရတယ်လွတ်မြောက်အောင်ယုံကံဖို့အရင်ခက်တယ်ဆိုတဲ့ရှုထောင့်ကလည်းမြင်လို့ရတယ်ကာမကိုအဲ့လိုမြင်တတ်ဖို့လိုတယ်ပေါ့နော်မတတ်ရှင်းဘူးအန္တရာယ်ရှိတယ်လွတ်မြောက်ဖို့ယုံကံဖို့ခက်တယ်ပေါ့ဟုတ်လားအဲ့ဒီကာမရွှံ့ညွန်ကိုယဟနာဖြစ်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘာလဲတော့လွတ်မြောက်သွားပြီတဲ့ယတအချင်းပုဂ္ဂိုလ်ဒီကာမပင်ကိုကာမဂုဏ်တည်းဟူသောညွန်မြောင်းကိုတိမ်တော့ကူးမြောက်ပြီးပြီကာမကန္တကောတဲ့ကာမဂုဏ်တည်းဟူသောစူးညောင်းကိုမတ္တိတော်ချိုးဖဲ့ပြီးပြီတဲ့ဟောကာမကိုစူးညောင်းလို့လည်းပြောတယ်နော်စူးတွေညောင်းတွေပေါ်တဲ့နေရာကိုဦးဇင်းတို့သွားရမယ်ဆိုလို့ရှိရင်အများကြီးသတိထားဖို့လိုတယ်ဘလို့ပဲသတိထားပြီးတော့သွားတကွေးမဟုတ်တကွေးတော့နင်းမိမယ်စူးမိမယ်တိုက်မိမယ်ခိုက်မိမယ်ချစ်မိမယ်မရှိဘူးလားရှိရနော်စူးတွေကိုနင်းမိတာမျိုးချစ်မိတာမျိုးဦးဇင်းတို့ခြုံနေမှာဦးဇင်းတို့အညာဘက်မှာဆိုတော့ရှိတယ်ဘောင်းမဲခြုံဆိုတာရှိတယ်သူစူးလေးတွေကဘလို့ဆိုကောက်ကလေးတွေဟုတ်လားညှိမိလို့ရှိရင်ရှေ့ဆက်သွားလို့မရတော့ဘူးသူကချိတ်ထားတာနောက်ပြန်ဆုပ်ပြီးတော့မှဖြုတ်ရတာဗျရှေ့စွတ်တိုးလို့မရဘူးသိလားစူးကြုံနေဆိုအဲ့လိုမျိုးပါအဲ့ဒါမြတ်စွာဘုရားဒီမှာကာမကိုကာမကန္တကောတဲ့ကာမဆိုတဲ့စူးညောင်းမတ္တိတော်ဖြည့်ဆည်းပြီးပြီချိုးပြီးပြီဖဲ့ပြီးပြီဒါဆိုရင်ဒီစူးကအန္တရာယ်မရှိတော့ဘူးပေါ့နော်အဲ့ဒါလိုမျိုးမောဟခေယမောဟဤကုံရဖြစ်သောနိဗ္ဗာန်သို့အနုပတ်တော်အစဉ်ရောက်ပြီးသောသောထုပုဂ္ဂိုလ်သည်ဒုက္ခဒုက္ခချမ်းသာခြင်းဆင်းရဲခြင်းကြောင့်နဝိရတိမတုံ့လို့ဘူးတဲ့ဒါကနန္ဒရဲ့အခြေအနေကိုကြည့်ပြီးတော့မြတ်စွာဘုရားကျူးတဲ့ဥဒ္ဒနော်နန္ဒကယန္တာဖြစ်သွားပြီဆိုတော့ကာမတိဟုသောညွန်မြောင်းကိုလည်းကုမြောက်ပြီးသွားပြီကာမတိဟုသောစူးညောင်းကိုလည်းပဲချိုးဖဲ့ပြီးသွားပြီမောဟကုံရနိဗ္ဗာန်ကိုလည်းသူရောက်သွားပြီတဲ့နော်မတိဘူးဆိုတာသူမရှိတော့သူအတိမှန်အမြင်မှန်ကိုသူပါတော့ရာနှုံးကြီးရသွားပြီပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနန္ဒဒုက္ခဒုက္ခိနဝေရတိချမ်းသာခြင်းဆင်းရဲခြင်းကြောင့်သူ့စိတ်ဟာတုန်လှုပ်မှုရှိတော့ဘူးတဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းသူတို့ကောင်းတို့ဒီကဒါလေးကခြေပြင်းပြင်းစဉ်းစားမယ်ဆိုတော့စဉ်းစားတယ်ကောင်းတယ်ပေါ့နော်ကာမတိဟုသောညုံမြောင်းကိုလည်းမကူရသေးဘူးကာမတိဟုသောဆူညောင်းကိုလည်းမချိုးဖဲ့ရသေးဘူးမောဟကုံရနိဗ္ဗာန်ကိုလည်းမရောက်သေးဘူးဆိုရင်တော့ချမ်းသာခြင်းဆင်းရဲခြင်းတို့ကြောင့်စိတ်ကမဖြစ်ရမလို့တုန်လှုပ်ရအောင်ပဲပေါ့ခုဒီကဓမ္မတို့ဦးဇင်းတို့ကုထုဇင်းရဲ့စိတ်ကတော့အကြီးအကျယ်တုန်လှုပ်မှုမရှိဘူးလားရှိတာပေါ့နော်ချမ်းသာရင်လည်းပဲလောဘနဲ့တုန်လှုပ်ရတယ်ဆင်းရဲရင်လည်းပဲဒေါသနဲ့တုန်လှုပ်ရတယ်အကျဉ်းမြတ်ဖြစ်တော့ဒီလိုပဲတုန်လှုပ်နေကြရတာပေါ့အဲ့ဒီတုန်လှုပ်မှုကင်းသွားတယ်ဆိုတာကဒီလိုမျိုးအထွတ်အထိပ်ဉာဏ်တွေကိုရသွားမှသာလေဖြစ်နိုင်တာနားလေကြမှာဟုတ်လားအဲ့လိုမြတ်စွာဘုရားကဥဒန်းကျိုးတာအဲ့လိုမျိုးဦးဇင်းတို့ရှင်နန္ဒယန္တာဖြစ်သွားပြီဆိုတော့နောက်တော့လူထွက်ခြင်းတဲ့စကားတန်ကဘယ်ချရတော့မလို့အဲ့ဒီမှာတရင်သုံးပေါ်တွေကငါရှင်အရင်တော့ကလူထွက်ခြင်းတယ်လို့ပြောတယ်အခုအဲ့ဒီစကားတန်မကြားတော့ဘူးပေါ့ရှင်ဘုရားတို့တဲ့တပည့်တော်အဲ့ဒီအာယုန်နေနဲ့ဆက်ဆံမှုရှိတော့ကသာတပည့်တော်လူထွက်ခြင်းတာအခုအဲ့ဒီအာယုန်နေနဲ့ဆက်ဆံမှုရှိတော့ဘူးတဲ့အာယုန်နဲ့ဆက်ဆံတယ်ဆိုတာကမြင်နေရမှာကြားနေရမှာရလို့မဟုတ်ဘူးเนาะဒီခါလေးမမြင်ရမကြားရပြီမလို့စိတ်နဲ့ဆက်သွယ်ပြီးတော့စိတ်နဲ့ဆက်ဆံနေတာမရှိဘူးလား
ရှိတယ်အတွေ့ထဲမှာပို့ပြီးတော့မှတစ်ခါတလေပေါင်းချမ်းနေတာမျိုးမရှိဘူးလားရှိတယ်နော်သူ့မှာအဲ့လိုမျိုးအာယုံနဲ့ဆက်ဆံတာမရှိတော့ဘူးတဲ့ဒါကြောင့်မလို့အဲ့ဒီစကားကမကြားရတော့တာအဲ့လိုလည်းပြောလိုက်ရောယဟန်တော်တွေကဟာနန္ဒကသူ့ကိုယ်သူယဟန်နာလို့ပြောတာပဲအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကဟုတ်တယ်တဲ့နန္ဒရဲ့စိတ်ဟာကိလေသာအာသောတရားတွေကနေလုံးဝလွတ်မြောက်သွားပြီငကိုယ်တုန်းကနန္ဒရဲ့ခန္ဓာအိမ်ကြီးဟာကောင်းကောင်းမိုးမထားတဲ့အိမ်ကြီးတစ်လုံးလိုဖြစ်နေတာတဲ့အခုနန္ဒရဲ့ခန္ဓာအိမ်ဟာကောင်းကောင်းမိုးထားတဲ့အိမ်လိုဖြစ်သွားပြီတဲ့နော်ခန္ဓာကိုအိမ်လို့ပြောတာနော်ငကိုယ်တုန်းကတော့နန္ဒရဲ့ခန္ဓာအိမ်ကြီးကကောင်းကောင်းမိုးမထားတဲ့အိမ်တဲ့ຢာကမိုးရီဒေါသမိုးရီအမြဲတမ်းဝင်နေပေါ့စန္ဒဗရကလျာဏီမှာလိုက်တဲ့အတန်ကိုကြားတယ်တွေ့ကြကြုံခဲ့တာတွေကိုစဉ်းစားတယ်အဲ့ဒီမှာဆွဲမှတ်မှုဖြစ်တယ်ဒါຢာကမိုးရီပေါ့နော်ဒါကိုသူ့ရဲ့ဆန္ဒအတိုင်းအလိုမပြည့်ဝဘူးဆိုတော့မကြည်နိုင်မချမ်းနိုင်ဖြစ်မယ်စိုးရိမ်မှုဖြစ်မယ်ဒေါသမိုးရီမလာဘူးလားလာတယ်နော်လောဘနဲ့ဒေါသကတော့အကြီးအကျယ်ဆက်ဆက်နေတယ်လို့ဦးသိန်းထင်ပါတယ်နော်လောဘကရှေ့သွားဒေါသကနောက်လိုက်ဖြစ်မယ်လို့ထင်တယ်ဒေါသရဲ့အဓိပ္ပာယ်လေးကိုပဲစဉ်းစားကြည့်လေအလိုမကျဘူးလို့ပြောရတယ်မဟုတ်လားဒေါသဆိုတာဘာတော့အလိုမကျဘူးနော်အလိုဆိုတာမရှိခဲ့ဘူးဆိုရင်အလိုမကျဘူးဆိုတာရှိနိုင်မလားအလိုဆိုတာရှိခဲ့လို့ဒါနဲ့အလိုမကျဘူးဆိုတာရှိရတာကိုအလိုကြီးလေအလိုမကျမှုတွေများလေပဲအလိုနည်းလေအလိုမကျမှုတွေနည်းလေပဲအလိုဆိုတာမရှိဘူးဆိုရင်အလိုမကျမှုဆိုတာဘယ်တော့မှရှိတဲ့အကြောင်းမရှိဘူးဒါကြောင့်ဒေါသဖြစ်တိုင်းဒေါသရဲ့ရှေ့မှာလောဘရှိနေတယ်ဆိုတာကိုကျွတ်တို့နားလည်ဖို့လိုတယ်ဘာကိုမကျင်တတ်တာတော့ရသောအဖြစ်ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာဖြစ်လို့ဒေါသဖြစ်ကြရအောင်ကိုဖြစ်ချင်တာမဖြစ်လို့ဆိုတာကြတော့လောဘရှိခေါင်းဆောင်နေတယ်ဆိုတော့သိဖို့လွယ်တယ်ကိုမဖြစ်ချင်တာဖြစ်လို့ဒေါသဖြစ်ရတာကြတော့ဥစဉ်ရဲ့လောဘရှိသွားကောင်းဆောင်ဖြစ်တယ်ဆိုတာဘလို့တွေးမလဲစဉ်းစားနော်မဖြစ်ချင်တာဖြစ်လို့ဒေါသဖြစ်တဲ့အချိန်မျိုးမှာမဖြစ်ချင်ဘူးဆိုတာကိုကလောဘပါတာရှိတယ်ဟောဆိုဒါမရချင်ဘူးဆိုတာကဒါနဲ့ဆန့်ကျင်ပဲဟိုဟာကိုရချင်တယ်ဆိုတဲ့တောင်းတချက်ရှိတယ်ဦးဇင်းအခုပြောတာလေးကိုနည်းနည်းလေးတွေးကြည့်ပါနော်ကျတို့နေမကောင်းလို့ခံရခက်တယ်ဒေါသဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာဒါကြီးမဖြစ်ချင်ဘူးဒါပေမဲ့ဒါမဖြစ်ချင်ရင်ဘာဖြစ်ချင်တာလဲဆိုတော့ဒါမရှိတဲ့အနေအထားမျိုးနေသားထိုင်သားရှိတဲ့အနေအထားမျိုးလေးကိုဦးဇင်းတို့တန်တတယ်ဟောစဉ်းစားနော်ဒါကြောင့်ဝေဒနာဖြစ်เสียတဏှာလို့ပြောတဲ့နေရာမှာဒုက္ခဝေဒနာကြောင့်တဏှာဖြစ်တယ်ဆိုတာနားလည်ဖို့လွယ်တယ်ကောင်းတာကိုကြိုက်တာပေါ့ဒုက္ခဝေဒနာကြောင့်တဏှာဖြစ်တယ်ဆိုတာဦးဇင်းတို့ဘယ်လိုစဉ်းစားမလဲမကောင်းတာကြီးတွေ့တာဘယ်လိုကြိုက်လဲဒါကြီးကိုကြိုက်တာတော့မဟုတ်ဘူးဒါကြီးမရချင်ဘူးဒါကြီးမဖြစ်ချင်ဘူးဒါနဲ့ဆန့်ကျင်ပဲဒါကြောက်တဲ့အနေအထားမျိုးကိုရချင်တာဟုတ်တယ်မို့လားစဉ်းစားနော်ဒါကြောင့်ဒုက္ခဖြစ်လာတိုင်းဒုက္ခဘာဖြစ်ချင်တော့ပျောက်ချင်တယ်အဲ့တော့ကိုပျောက်ချင်တဲ့ဒုက္ခပျောက်ချင်တဲ့အနေအထားကလည်းပဲကိုသိထားတဲ့ချမ်းသာကကာမဒုက္ခလောက်ပဲသိထားတာကိုဟုတ်လားအဲ့တော့ဒုက္ခဖြစ်ပြီဆိုတာနဲ့တတ္တရာကိုစိတ်ကလှမ်းပြီးတော့တန်တတယ်တတ္တရာကဘာရှိတော့ကိုသိထားတဲ့ကာမဒုက္ခလောက်ပဲကိုတန်တမှာပေါ့ဟုတ်တယ်မို့လားကိုကနိဗ္ဗာန်ချမ်းသာလဲသိသေးတာမဟုတ်ဟုတ်တယ်မို့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုက္ခတွေ့လည်းပဲနောက်ွယ်ကလောဘဖြစ်လာတဲ့အကြောင်းကိုမြင်တတ်ဖို့လိုသလိုဒုက္ခဖြစ်လာရင်လည်းပဲလောဘဟာပါနေတယ်ဆိုတာကိုသိရမယ်ဒါကြောင့်ဖြစ်ချင်တာမဖြစ်လို့ဖြစ်ရတဲ့ဒေါသပဲဖြစ်ဖြစ်မဖြစ်ချင်တာတွေဖြစ်လို့ဖြစ်ရတဲ့ဒေါသပဲဖြစ်ဖြစ်သူ့ရဲ့ရှိမှာဘာရှိနေလဲဆိုတော့လောဘရှိနေရဲ့နော်ဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီလောဘဒေါသမိုးရီတွေတရားဓမ္မတို့ဦးဇင်းတို့ရဲ့အနေအထားနောက်ခန္ဓာအိမ်ကြီးဟာကောင်းကောင်းမိုးမထားတဲ့အတွက်ကြောင့်အမြဲတမ်းယိုစိတ်နေတာမရှိဘူးလားရှိတယ်ကိုနန္ဒရဲ့အခြေအနေကအဲ့လိုအခြေအနေမျိုးမဟုတ်တော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခန္ဓာအိမ်ကြီးကကောင်းကောင်းမိုးပြီးသားစစ်စစ်ဆက်ဆက်မိုးပြီးသားအိမ်ကြီးလို့ဖြစ်သွားပြီဒါပြောတာနော်ဒါကြောင့်မလို့ဦးဇင်းတို့တွေလည်းပဲကိုယ်ခန္ဓာအိမ်ရဲ့စိတ်တည်ဟူသောအမိုးကိုစစ်စစ်ဆက်ဆက်ဘာဝနာတရားနဲ့မိုးနိုင်ဖို့မလိုဘူးလားတဲ့နော်စစ်စစ်ဆက်ဆက်မိုးနိုင်လေးဇာကဒေါသမောဟတို့ရဲ့နှိမ့်ဆက်ခံရခြင်းကမှတတ္တာလေးပေါ့ဒါပဲကိုတတ္တာအောင်ကြိုးစားရတာဟုတ်လားဒါကြောင့်စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့အနေအထားမျိုးလေးပါရှင်းပြီးတော့နားလည်ရပါရသော်ပဲပေးတဲ့ဥမာကတော့စိတ်ကိုအမိုးနဲ့ဥမာပေးတာပါအဲ့တော့အမိုးဆိုတာဒီအိမ်ကြီးကိုမိုးရီတွေမဝင်အောင်မကြအောင်သူဘာလုပ်ပေးတာကာကွယ်တဲ့သဘောပေါ့နော်အဲ့လိုပဲဦးဇင်းတို့တတိဆိုတာလည်းပဲ
ဒီစိတ်အစဉ်ကိုရာဂဒေါသမဝင်အောင်သူကကာကွယ်တဲ့သဘောသူမရှိဘူးဆိုလို့ရှိရင်ဦးဇင်းတို့ရဲ့အနေအထားကအကာအကွယ်မဲ့တဲ့အနေအထားမျိုးမှာရှိနေတယ်ဟုတ်လားဒါကြောင့်စိတ်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာဘာနဲ့စောင့်ရှောက်ရမှာလဲဘာနဲ့ကာကွယ်ရမှာလဲလို့မေးတတိနဲ့ကာကွယ်ရမှာလို့လိုရင်းကြနားလည်ရမှာတတိရှိတဲ့အချိန်နဲ့စိတ်ကိုကာကွယ်ပြီးသားပဲတတိမရှိတဲ့အချိန်တိုင်းစိတ်ဟာအကာအကွယ်မဲ့နေတယ်အဆောင်ရှောက်မဲ့နေတယ်ကြိုက်တဲ့ရန်သူကကြိုက်တဲ့နေရာကနေဝင်ပြီးတော့နှိမ့်ဆက်လို့ရတယ်ပေါ့ဆိုလိုတာပါဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့စိတ်ကလေးကိုကာကွယ်ဆောင်ရှောက်မှုပြုရမယ်ပြုတယ်ဆိုတဲ့နေရာမှာတော့မှအသေးစိတ်မြတ်စွာဘုရားဟောတဲ့ဒေသနာတွေရှိတယ်စတုတုဘိက္ခွေဌာနေတုအတ္တရူပေနအပ္ပမတောတတိစေတသောအာရခောကရဏီယောတဲ့ယဟန်တို့တဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုတကယ်လိုလားကြတဲ့ပုဂ္ဂိုလ်တွေဟာလေးမျိုးသောအရာဌာနတို့မှာဒီစိတ်ကိုအပ္ပမဒဆိုတဲ့တတိတရားနဲ့ကာကွယ်ဆောင်ရှောက်ရမယ်တဲ့အတိအကျနီးပေးရနော်မြတ်စွာဘုရားကစတုတုဘိက္ခွေဌာနေတုအတ္တရူပေနအပ္ပမတောတတိစေတသောအာရခောကရဏီယောဒီထဲမှာဦးဇင်းအရင်ကြိုက်တဲ့စကားလုံးလေးကအတ္တရူပေနဆိုတဲ့စကားလုံးလေးပဲအတ္တရူပေနဆိုတာကိုကျိုးစည်းဝါးကိုတကယ်လိုလားတဲ့သူတဲ့ဟုတ်လားအဲ့လိုကိုကျိုးစည်းဝါးကိုတကယ်လိုလားတဲ့ပုဂ္ဂိုလ်ဟာလေးမျိုးသောအရာဌာနတို့မှာကိုယ့်ရဲ့စိတ်ကိုအပ္ပမဒလို့ဆိုတဲ့တတိတရားနဲ့ကာကွယ်ဆောင်ရှောက်ရမယ်တဲ့ကိုယ်အကျိုးကိုတကယ်လိုလားတယ်ဆိုရင်စိတ်ကိုဆောင်ရှောက်ရမယ်အရာဌာန၄မျိုးတို့မှာကာကွယ်ဆောင်ရှောက်ရမယ်အရာဌာန၄မျိုးကဘာလဲအချင်းချုပ်တွေပဲပြောရမယ်ဆွဲမဲ့เสียအာယုန်နဲ့တွေ့ရင်ငါစိတ်ကိုဆွဲမဲ့ခြင်းဆိုတဲ့တရားတွေမနှိမ့်ဆက်ပါသေးနဲ့လို့အဲ့လိုမျိုးအာယုန်ပြုတ်ပြီးတော့တတိနဲ့စိတ်ကိုကာကွယ်ဆောင်ရှောက်ရမယ်စိတ်တူเสียအာယုန်နဲ့တွေ့ရင်ငါစိတ်ကိုဒေါသတွေမနှိမ့်ဆက်ပါစေနဲ့လို့တွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်တွေးပြီးမိုက်မဲเสียကောင်းတဲ့အာယုန်နဲ့တွေ့ရင်ငါစိတ်ကိုတွေးပြီးမိုက်မဲမှုမောဟတွေမနှိမ့်ဆက်ပါစေနဲ့လို့အဲ့လိုတွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်နောက်၄ခုမြောက်ကရင်မှုเสียအာယုန်နဲ့တွေ့ရင်ငါစိတ်ဟာရင်မှုမှုဆိုတဲ့မရတရားရဲ့နှိမ့်ဆက်မှုကိုမခံရပါစေနဲ့လို့အဲ့လိုမျိုးတွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်အရာဌာနပဲနှမျိုးတော့၄မျိုးနော်ရင်မှုဖွယ်အာယုံမကျေနပ်ဖွယ်အာယုံမိုက်မွဲဖွယ်အာယုံနော်အစကဘာလို့ဆွဲမဲ့ဖွယ်အာယုံပေါ့နော်အာယုံ၄မျိုးဟောတယ်နော်လောဘဖြစ်เสียအနေအထားဒေါသဖြစ်เสียအနေအထားမောဟဖြစ်เสียအနေအထားမဒဆိုတဲ့ရင်မှုเสียအနေအထားအဲ့ဒီအနေအထားကြီး၄မျိုးမှာလောဘဒေါသမောဟမဒတရားတွေမဖြစ်ပါစေနဲ့လို့အဲ့လိုမျိုးတွေးတောပြီးတော့ကိုယ့်ရဲ့စိတ်ကိုအပ္ပမဒဆိုတဲ့တတိတရားနဲ့ကာကွယ်ဆောင်ရှောက်ရမယ်တဲ့အဲ့တော့ခက်တာကဒီတတိမရှိတိုင်းဒီ၄မျိုးတွေကတစ်မျိုးမဟုတ်တစ်မျိုးဝင်မှာပဲနော်ဘာလို့လဲဆိုတော့ဒီ၄မျိုးဖြစ်ရဖြစ်ကြောင်းအာယုန်တွေကတစ်ခုမဟုတ်တစ်ခုဦးဇင်းတို့မှာတွေ့နေကြရတယ်လောဘဖြစ်เสียအာယုန်ဒေါသဖြစ်เสียအာယုန်မောဟဖြစ်เสียအာယုန်ရင်မှုเสียအာယုန်တဲ့အရန်ပြည့်စုံတာပဲဒီဒေသနာလေးကဟုတ်လားလောဘဒေါသမောဟတွေရပ်မနေဘူးနော်ဘယ်ထိဆက်သွားတယ်ရင်မှုထိဆက်သွားတာနော်ဟုတ်လားဒီဟာလည်းပဲနေပေမကျဲဘူးလားကျဲတယ်နော်အများစုကရင်မှုဆိုတာဘယ်လိုအနေထားမျိုးမှာဖြစ်များတော့အစဉ်ပြေတဲ့အခါမျိုးမှာဖြစ်များတာပေါ့နော်အပေါ်ယံအစဉ်ပြေမှုလေးတွေကိုပုထုဇဉ်တရားတွေဟာကြည်ကြည်ပြည့်ပြည့်မမြင်ကြတဲ့အခါကျတော့အဟုတ်ကြီးထင်ကြတာပေါ့ဟုတ်လားအပေါ်ယံအစဉ်ပြေတည်ကအစဉ်ပြေတာလေးတွေကိုဘယ်လိုထင်နေတာတော့အဟုတ်ကြီးထင်တာပေါ့နော်အဲ့ဒါကပြည့်ပြည့်စုံစုံမမြင်ဘူးဆိုတာရဲ့တတ်သိပေါ့တကယ်လို့ဒါဒကာဓမ္မတို့ဦးဇင်းတို့တွေဟာပြည့်ပြည့်စုံစုံကြည်ကြည်ပြည့်ပြည့်မြင်မယ်ဆိုရင်တော့ရင်မှုစရာအနေထားဘာမှမရှိဘူးဟုတ်လားဆိုကြပါစို့အခုဘလောက်ပဲစီးပွားရေးအဆင်ပြေပြေကျန်းမာရေးအဆင်ပြေပြေဟုတ်လားပညာရေးဘာရေးညာရေးဘလောက်ပဲအဆင်ပြေပြေအဲ့ဒီအဆင်ပြေတာကြီးကဘလောက်ကြာမလို့စဉ်းစားပါနော်ချိန်ကြလာတဲ့ခန္ဓာကိုယ်ကမရှုံးမလားပျက်စီးရမှာပဲလေဟုတ်တယ်မဟုတ်လားပျက်စီးပြီးတော့လည်းပဲဘောအမာခံချက်ကဘာတွေရှိလဲလို့မင်းဘာမှမရှိဘူးရောက်ချင်တဲ့နေရာရောက်သွားမှာပဲနော်အဲ့တော့ဒီကိစ္စကိုလည်းဦးဇင်းတို့အများကြီးစဉ်းစားသင့်တယ်လို့ထင်တယ်ဘာဘူးလို့ဘောအမာခံချက်မရှိတာလဲဆိုဦးဇင်းတွေးမိတာလေးကိုပြောမယ်ဒကာဓမ္မတို့ဦးဇင်းတို့တွေကစိတ်ကိုမနိုင်လို့ပဲစိတ်ကဖြစ်ချင်တယ်လို့ဖြစ်နေတာကိုယ်စိတ်ကကိုဖြစ်ချင်တဲ့အတိုင်းဖြစ်တာမဟုတ်ဘူးကိုယ်စိတ်ကိုကမကောင်းတာမဖြစ်ချင်ဘူးကောင်းတဲ့စိတ်ကလေးပဲဖြစ်ချင်တယ်ဆိုရည်ရွယ်ချက်တော့ရှိကောင်းရှိမယ်ဒါပေမဲ့ကိုယ်စိတ်ကိုမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်မနိုင်နှင်းသေးဘူးပေါ့နော်များသောဖြစ်တဲ့ဓမ္မတို့ဦးဇင်းတို့စိတ်ကဘယ်ပေါ်မှာမူတည်ပြီးတော့အဓိကဖြစ်နေတယ်လို့မင်းအာယုံမှာမူတည်ပြီးတော့ဖြစ်နေတာကိုယ့်လက်ထက်မှာသိမရှိဘူးဒါကြောင့်မနေ့တော့တောင်ကြောင်းမှတောင်ပြောခဲ့သေးတယ်ကိုယ်စိတ်အနေထားကအာယုံပေါ်မှာပဲအဓိကမူတည်ပြီးတော့ဖြစ်နေတာဆိုလိုတာကလောဘဖြစ်เสียအာယုံနဲ့တွေ့ရင်စိတ်ကလောဘဖြစ်သွားတယ်ပေါ့နော်
လောဘမဖြစ်အောင်ကိုသိပြီးတော့မတတ်နိုင်ဘူးဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်စိတ်ကမဖြစ်တော့ဒေါသဖြစ်သွားတယ်ဒီဒေါသကိုကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံရတဲ့အနေအထားမျိုးကြီးပေါ့ငါမကြိုက်ဘူးဆိုတော့လည်းပဲဒီအာယုန်ကကိုယ့်ကိုမဖြစ်နေတော့လောဘဒေါသဖြစ်အောင်အတင်းအကျပ်ခိုင်းနေတယ်လို့မျိုးလုတ်ခိုင်းနေတယ်လို့မျိုးစိတ်ကမဖြစ်နေတော့ဖြစ်နေရမလွန်ဆန်းနိုင်ဘူးပြောရရင်မနိုင်ဘူးပေါ့နော်ဒီစိတ်ကိုဒါခင်ဗျားတို့ကျုပ်တို့ရဲ့စိတ်အခြေအနေကအဓိကပဲပုံမှန်မူတည်နေတာဆိုတော့အာယုံပုံမှန်မူတည်နေတာကိုယ့်ပုံမှန်မူတည်ဘူးအရိယာဖြစ်သွားပြီဆိုတော့မှသာနဲ့သူတို့ရဲ့စိတ်ဟာသူတို့ပုံမှန်ပဲမူတည်တယ်သူနိုင်ပြီပေါ့နော်ဟုတ်လားအပေလေးပါးကြားလောက်တည်အထိစွစွဝါစိတ်တွေသူတို့ဖြစ်เสียအကြောင်းရှိတာမရှိတော့ဘူးနော်ဟုတ်တယ်မဟုတ်လားဘာကကောင်းတယ်ဘာကမကောင်းဘူးသူတို့ခွဲခွဲပြားပြားနားလည်ပြီးတော့ပြီးပြီးပြင်းပြင်းသူတို့ရက်တည်နိုင်တယ်ပေါ့ခုတက္ကမတို့ဦးဇင်းတို့သိထားတဲ့အတိတ်ကပြီးပြီးပြင်းပြင်းရက်တည်နိုင်တဲ့အနေအထားမရှိသေးဘူးအာယုံမှာမူတည်ပြီးတော့စိတ်တွေကဖြစ်ချင်တယ်လို့ဖြစ်တာခုခဏနေရင်ဘာတွေဖြစ်မယ်လို့ဘယ်သူမှမှန်းလို့မရဘူးနော်စဉ်းစားနော်အဲ့ဒီကိစ္စပေါ့ပေါ့လေးမဟုတ်ဘူးခဏနေရင်ဘာဖြစ်မယ်ဆိုတာမသိဘူးမနေ့ပြန်မှာဘလို့စိတ်တွေဖြစ်မယ်ဆိုတာမသိဘူးအဲ့လိုဆိုလို့ရှိရင်စိတ်ကိုဒီလိုမျိုးအစိုးမရတဲ့အပိုင်းနဲ့အသက်ကိုအစိုးမရတဲ့အပိုင်းနှစ်ပိုင်းဆက်ဆက်ပြီးတော့တွေးကြည့်လိုက်ဒါကဥစဉ်တွေးမိတာလေးကိုပြောတာပါစိတ်ကလည်းအချိန်မွေးဖြစ်ချင်တာဖြစ်တယ်ဒါလက်ခံတယ်နော်အဲ့လိုဆိုရင်ဘဝကလည်းပါလေအချိန်မွေးပြည့်ချင်တယ်လို့ပြတ်မှာနော်ကဲဖြစ်ချင်တယ်လို့ဖြစ်တဲ့စိတ်နဲ့ပြည့်ချင်တယ်လို့ပြတ်တဲ့အနေအထားနှစ်ခုစုံမိပြီဆိုရင်အလွန်ကြောက်စရာကောင်းတဲ့အဖြေတစ်ခုထွက်မလာနိုင်ဘူးလားထွက်လာနိုင်တယ်ဒါပြောတာပဲလေဘဝအမခံချက်ဘာမှမရှိဘူးဆိုတာဒါပြောတာဒါကြောင့်ရင်မှုမှုကြုံလာလို့ရင်မှုလာပြီဆိုရင်ဒီလိုမျိုးသတိထားပဲငါရဲ့အခြေအနေကဘာမှမဟုတ်သေးဘူးဆိုတာတော့သူဘာတွေရှိရှိဘာတွေတက်တက်ဘာတွေပဲဖြစ်ဖြစ်တကယ်တကယ်အခြေအနေမှငါဘာမှမဟုတ်သေးဘူးဘာမှမဟုတ်သေးဘူးဆိုတာဦးဇင်းအခုအကြောင်းပြချက်နှစ်ခုနဲ့ပြောရနော်ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့စိတ်နဲ့ပြက်ချင်တယ်လို့ပြက်မဲ့အခြေအနေဒီနှစ်ခုဟုတ်တယ်မဟုတ်လားစိတ်ကလည်းပါလေဖြစ်ချင်လို့ဖြစ်နေတာနော်ကိုယ့်လက်ထဲပိုင်ပိုင်နိုင်နိုင်ကိုမချုပ်မထိန်နိုင်ဘူးပေါ့ဆိုလိုတာကဆိုကြပါစို့အယူတယောက်ကားမမောင်းတဲ့လူတယောက်ကားပေါ်မှာထိုင်ပြီးတော့မောင်းပြီးတော့လွှတ်လိုက်မယ်သူဒီကားကိုထိန်းနိုင်မလားမထိန်းနိုင်ဘူးနော်ကားကိုသူသွားရင်တဲ့နေရာသူသွားဖို့မလုပ်နိုင်ဘူးကားသွားတဲ့နေရာပဲသူလိုက်ရမယ်ပုထုဇဉ်တွေရဲ့စိတ်ဟာအဲ့ဒါနဲ့ရမ်းတူတယ်လို့အရင်ထင်တယ်ကိုယ့်ရဲ့ဉာဏ်လေးကမတောက်တစ်ခေါက်တော့ရှိတယ်မရှိဘူးမဟုတ်ဘူးဟုတ်လားဒါပေမဲ့ကိုယ်စိတ်တိုင်းကြမစေစားနိုင်ဘူးမထိန်ချုပ်နိုင်ဘူးများသောအားဖြင့်ဘလို့လဲအာယုံပေါ်မှာပဲမူတည်ပြီးတော့ဖြစ်ကြတာမများဘူးလားလူကျင်စရာနဲ့တွေ့ရင်ဖြစ်ပြီးလောဘမကျင်တဲ့စရာအထူးသဖြင့်မကျင်တဲ့စရာနဲ့တွေ့ရင်ဒေါသမဖြစ်အောင်မထိန်နိုင်ကြအောင်ဟုတ်ရလားအဲ့တော့စိတ်ကိုအစိုးမရတဲ့အပိုင်းဆိုတာအဲ့ဒီရှုထောင့်တွေကဦးဇင်းကကြည့်ပြောတာပါစိတ်ကိုအဲ့လိုဦးဇင်းတို့မပိုင်မနိုင်တယ်လို့ခန္ဓာကိုယ်ကြီးကလည်းဘယ်ချိန်ကျမှပျက်စီးမယ်လို့အမခံချက်ကလည်းပေးလို့လည်းမရအောင်ဆိုရမှာဆိုကိုကအသက်80 80တိနေရမယ်ဘယ်တော့ကျမှသိမယ်လို့တိတိကျကျသိရင်လည်းပဲဟာအဲ့ဒီအချိန်ကျမှကပ်ပြီးတော့ငါဘယ်လိုတွေလုပ်မယ်စိတ်ကိုကောက်အောင်ဘယ်လိုလုပ်မယ်လို့ထားလို့ရတယ်အဲ့လိုလည်းပဲဦးဇင်းတို့မှာစိတ်ကူးရင်လို့မရဟုတ်လားဒါကြောင့်မလို့ဖြစ်ချင်တယ်လို့ဖြစ်တဲ့စိတ်ကြီးနဲ့ပြည့်ချင်တယ်လို့ပြည့်မဲ့ခန္ဓာဟောနော်အဲ့ဒီနှစ်ခုရဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဦးဇင်းတို့ရဲ့ဘဝရှိရေးဟာဘာအမခံချက်မှမရှိဘူးဒါဘာကိုဦးဇင်းကပြောရင်းနဲ့ပြောခြင်းစိတ်ပေါက်သွားအောင်ဆိုတော့ရှင်မှုမှုဆိုတာကိုပြောခြင်းတော့နော်လူတွေကအပေါ်ယံအစဉ်ပြေမှုလေးတွေကြုံတဲ့အခါကျဘာဖြစ်တော့ရင်မိုးတာနော်ဒါဘာဖြစ်လို့လဲဆိုတော့ခြေခြေပြက်ပြက်နဲ့နဲ့သူကိုယ့်အကြောင်းကိုတကယ်မသိလို့သူအစဉ်ပြေတာလေးတိတိလေးပဲကွက်ပြီးတော့မြင်တော့စိတ်ကအဟုတ်ကြီးထင်လာတာပေါ့နော်ဟိုမှာအစဉ်မပြေတာတွေတပုံတစ်ခေါင်းကြီးရှိနေတာကိုမသိဘူးနားမလဲဘူးဟုတ်လားဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့တရားစကားတွေကပြန့်နေပြီလို့ထင်တယ်ဟုတ်လားဘာပြောချင်တာလဲဦးဇင်ကလောဘဒေါသမောဟမတ္တတရားတွေဖြစ်เสียကြုံလာတဲ့အခါမှာလောဘဒေါသမောဟမတ္တတရားတွေမဖြစ်အောင်ရသော်ဘုရားကစိတ်ကိုတတိနဲ့ကာဝယ်ဆောင်ရှောင်ရမယ်လို့ပြောတာဒါကိုပြောတာဟုတ်လားအဲ့တော့ဦးဇင်းတို့အချိန်ဘယ်လောက်ရှိသွားပြီတော့နော်7 နာရီ10မိနစ်ရှိသွားပြီနော်ဆွန်လဲစားရအောင်မယ်ဟုတ်လားအဲ့တော့ပြောချင်တာလေးတွေကအတန်ပန်းထားတာကလည်းပဲကနန်းကမပြဘူးဖြစ်နေဦးဇင်းကဒါကိုအားကိုးပြီးတော့ဘယ်ချိန်လို့လှုပ်တာစစရင်တော့နာကြီးကမကြည့်ခဲ့ရဘူးအဲ့တော့45မိနစ်တော့ကြော်သွားပြီလို့ထင်ပါတယ်နော်တီလာပေးတာလည်းဆိုတော့ကြော်ပါနော်အဲ့လိုဆိုရင်ဦးဇင်းတို့ဒီကနေ့ပြောရတဲ့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနောက်ထပ်4ချိန်ပြောမယ်နော်ဒီနေ့ညနေတစ်ချိန်မနေ့ပြန်တစ်ချိန်တစ်ပတ်ခါ2ချိန်ပေါ့နော်စိတ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့ပြောခဲ့တာကတော့စိတ်ဟာဒီခန္ဓာအိမ်ရဲ့အမိုးဖြစ်တယ်ဆိုတာကိုပြောတာနော်စစ်စစ်ဆက်ဆက်မိုးနိုင်မှုကောင်းကောင်းမွန်မွန်မိုးနိုင်မှု
ဘာနဲ့စေဆက်ဆက်မိုးရမှာလဲလို့မြင်တတိနဲ့စေဆက်ဆက်မိုးရမယ်ပေါ့ဟုတ်လားအဲ့ဒါကိုနန္ဒမင်းသားကိုအခြေခံပြီးတော့မြတ်စွာဘုရားဟောတဲ့ဂါထာအနာတပိတတိကြီးကိုမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတခြားသောဆက်ဆက်ရတရားဒေသနာလေးတွေနဲ့ဖြည့်ရွှက်ပြီးတော့ဒါဥစဉ်တို့စိတ်ရဲ့သဘာဝလေးကိုရှုထောင့်တစ်မျိုးကနေပြောလိုက်တယ်ပေါ့နော်ဒါကြောင့်ကိုလုံနေတဲ့လုပ်ငန်းစဉ်နဲ့ဒီဒေသနာကိုလည်းပဲဆက်ဆက်ပြီးတော့တွေးတတ်ဖို့တော့မလိုဘူးလားလို့ရနော်တတိထားလိုက်တိုင်းခန္ဓာအိမ်ကိုကောင်းကောင်းမိုးရရောက်တယ်ကောင်းကောင်းမိုးထားတိုင်းလောဘဒေါသမောဟမိုးရည်တွေမဝင်တဲ့အတွက်ကြောင့်ချမ်းချမ်းသာသာနေရတယ်တတိမရှိတိုင်းခန္ဓာအိမ်ကိုပြစ်ထားရရောက်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အချိန်မရွေးလောဘဒေါသမောဟမိုးရည်ဝင်ပြီးတော့ဆင်းရဲဒုက္ခကြုံစရာအကြောင်းမရှိဘူးလားရှိတယ်နော်ဒါလေးကိုအဓိကပြောခဲ့တာဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ကိုယ့်ရဲ့ခန္ဓာအိမ်ရဲ့စိတ်တည်းဟူသောအမိုးကိုတတိပဋ္ဌာန်ဘာဝနာတရားဖြင့်ကောင်းကောင်းမိုးပြီးတော့လုံလုံချုံချုံချမ်းချမ်းသာသာနေနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း